လောကမှာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာအနှောင့်အယှက်တွေတွေ့ရတတ်တာများတယ်ပေါ့သစ်ပင်များဟာတခြားသစ်ပင်နဲ့ပို့ပြီးတော့မြင့်လို့ရှိရင်လေတိုက်တာပိုးခံရတယ်လို့ပဲလောကရဲ့အလယ်မှာမြတ်စွာဘုရားလွန်ထင်ပေါ်ကြော်ကြားတော့စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ရဲ့မလုံမုန်းထားပြောဆိုမှုကိုခံရဆုံးပဲလို့ဒီလိုဆိုအောင်အဲ့တော့တမန်ပုဂ္ဂိုလ်တွေခံရတာဘာဆိုလောက်မလဲပြောပါလောက်တာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်တည်ပင်လေတရားတော်ရဲ့ကျိုးစီးပွားကိုဆောင်ရွက်နေတဲ့အချိန်မှာလူသားတွေကဆန့်ကျင်မဲ့လုပ်တဲ့လူတွေရှိသလိုနတ်တွေကလည်းပဲဆန့်ကျင်မဲ့လုပ်တဲ့နတ်တွေရှိကြတာအဲ့တော့မြတ်စွာဘုရားရဲ့ဘဝတစ်လျှောက်လုံးမှာမနတ်ကဆန့်ကျင်မဲ့လုပ်ပြီးအမြဲတမ်းနှောင့်ယှက်မှုတွေကိုပေးတာမာရတန်ယုတ်ဆိုတဲ့မှတ်တမ်းတင်ထားတဲ့တယုဒနိကေလကျမ်းတစ်ကျမ်းမှာ25သုတ်ကိုမှတ်တမ်းတင်ထားတာဒီတဲ့ပို့ပြီးတော့လည်းရှိနိုင်တယ်ပေါ့နော်တချို့သုတ်တွေအဲ့ဒီမှာမပါဘူးသို့တော့အဲ့ဒီမာရတန်ယုတ်တဆိုတဲ့ကျမ်းမှာပါတဲ့သုတ်တွေရဲ့အကြောင်းကနေပြီးမှတ်သားဖွယ်ရလေးတွေကိုဟောပြောလာတာဒီနေ့အပိုင်းလေးထိအောင်ရောက်ပြီပေါ့သုတ်အရေးအတွက်နဲ့ပြောမယ်ဆိုရင်ဒီနေ့မြတ်စွာဘုရားဟောကြားတဲ့သုတ်တံမှတ်တမ်းတင်ထားတာ17သုတ်မြောက်ဖြစ်လာပြီပေါ့နော်25သုတ်ထဲက17သုတ်မြောက်ကပါတာဏသုတ်လို့နာမည်ပေးထားတယ်ပါတာဏဆိုတာကြောက်တုံးလို့အဓိပ္ပာယ်ရတယ်နော်ကြောက်တုံးနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားဒီနာမည်ဆိုတာခေါ်ရဖို့ပေးထားတာတွေဖြစ်တယ်အနိတ္တရဘိုင်းကတော့ဘာကြောင့်ဒီပါတာဏဆိုတဲ့ကြောက်တုံးနဲ့နာမည်ပေးတယ်လဲဆိုတာဒီသုတ်တံမှာသိရှိချမှာဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရမြတ်ဟာရာဇဂျူမြို့အနီးမှာရှိတယ်တောင်၅လုံးထဲမှာဂိစ္ဆကုတတောင်ဂိစ္ဆကုတဆိုတာလင်းတနှုတ်သီးလို့တောင်တွကြီးတစ်ခုကအဝေးကနေကြည့်ရင်လရာကြီးတစ်ကောင်လင်းတငှက်ကြီးရဲ့နှုတ်သီးတရံမြင်ရတာဖြစ်သောကြောင့်လူတွေကဂိစ္ဆကုတလို့ဒီလိုခေါ်ကြတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ရှိရခင်ကအဲ့ဒီတောင်ထိပ်မှာလင်းတငှက်တွေမြောက်များစွာစုဝေးနားနေခဲ့ကြဘူးတယ်ဆိုတာလည်းပဲအကြောင်းတစ်ခုပဲပေါ့နော်ဒါဟာထူးခြားတဲ့ဖြစ်ပျက်ပေါ့ဘုန်းကြီးတို့စကိုင်းမဟာသီဝရယုံကျောင်းလိုက်တဲ့ခါစားတော့အဲကျောင်းရဲ့တောင်ဘက်ကတကြီးစားမြေစကြက်မြေလို့ခေါ်တယ်ခြိုင်ဝှမ်းကြီးတစ်ခုရှိတယ်အဲခြိုင်ဝှမ်းကြီးရဲ့ကုန်းတက်လေးတစ်ဖက်ကုန်းတက်လေးမှာလူတွေကလုံလုံကြီးဖြစ်နေလို့လုံတော်ကြီးဖရာလို့ခေါ်ကြတာရှိတယ်ဘွဲတော်ကတော့ယရဏဂိရိအင်းဝခေတ်ကတည်ထားတဲ့ဖရာတဆူအဲ့ဒီယရဏဂိရိလုံတော်ကြီးဖရာလုံတော်ကြီးဖရာရဲ့ထိပ်ပေါ်မှာဘုန်းကြီးတို့ရောက်စားက1320ပြည့်1320ဆိုအင်္ဂလိပ်လိုတော့1958လောက်မှာပေါ့နော်အဲ့ဒါလောက်မှာအဲ့နေရာတွေကတောချုံနေပဲရှိသေးတယ်လူနေခုချိန်နဲ့အများကြီးကွာခြားသွားပြီပေါ့အဲ့တုန်းကအဲ့ဒီလုံတော်ကြီးဖရာပေါ်မှာလင်းနာငှက်ကြီးတွေ15ကောင်လောက်ရှိတာမှတ်မိတယ်တခါတခါဘုရားခြေရင်မှာတောင်ကုန်းလေးမှာဆင်းပြီးတော့ခွေးတီကောင်တွေဘာတွေလာပစ်ထားလို့ရှိရင်ခွေးတီကောင်တွေကိုဆင်းစားတာလည်းတွေ့ရတယ်အဲ့တော့လင်းတာငှက်တွေဟာအဲ့နာမှာနေကြတော်တော်များများနေတယ်အဲ့တော့လင်းတာငှက်တွေကျက်စားတဲ့နေရာကြီးပဲအဲ့တော့နောက်ပိုင်းရောက်တဲ့အခါကျတော့မြန်မာပြည်မှာခြေမြင်ဝါဆိုပြီးတော့ဝါဆိုင်ခင်းတွေလုပ်တဲ့အခါမှာဝါဈေးတွေ300ကနေပြီးတော့အဲ့ဒီဝါဈေးတွေပက်ဖြန်းထားတဲ့ဝါပင်တွေကိုကြွက်တွေကကြိုက်တော့ကြွက်သေးတယ်ကြွက်သေးကိုစားတော့ခွေးသေးတယ်ခွေးသေးကိုလရတွေကစားတော့လရတွေသေးသွားတယ်အဲ့ဒီနောက်မှာလင်းတာငှက်တွေပျောက်သွားတယ်မြင်တို့တောင်ခုချိန်မှာ
အဲ့ဒီမှာလုံးဝမရှိတော့တကောင်မှကြံမရှိတော့အရင်ကဆိုရင်အုတ်လိုက်ရှိတယ်ပေါ့အဲ့ဒါလိုပဲခေပြောင်းလာတဲ့အခါခုဂိစ္စကုတဆိုတဲ့တောင်တူကြီးဟာလဲရှေးရခင်တစ်ချိန်တစ်ခါတုန်းကလင်းတာငှက်တွေအုပ်စုဖွဲ့ပြီးတော့နေခဲ့ကြတဲ့လင်းနာတို့ရဲ့နေထိုင်ရာဌာနကြီးလည်းဖြစ်တယ်ဒါကအဓိပ္ပာယ်တစ်ခုဖွင့်ဆိုတာနောက်အဓိပ္ပာယ်တစ်ခုကတော့ခုနလင်းနာနှုတ်သီးလို့တောင်တူကြီးဟာပုံသဏ္ဍာန်ဆောင်းနေတာဖြစ်သောကြောင့်ဂိစ္စကုတမြန်မာတွေမှာတော့ဂိစ္စကုတ်တောင်လို့ခေါ်ကြတယ်ဂိစ္စဆိုတာလင်းနာရဲ့ပါဠိစကားလုံးကဂိစ္စကုတဆိုတာတောင်တွတ်လို့အဓိပ္ပာယ်ရတယ်အဲ့ဒါလို့ခေါ်လာတဲ့ဂိစ္စကုတ်တောင်ဟာမြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေရာဇဂိုမြို့အပြင်ဘက်မှာဝေလွန်အကျောင်းမှာကြီးနေကြတာမဟုတ်ဘူးတော်တွေတောင်တွေမြတ်စွာဘုရားယမယံခါဂိစ္စကုတ်တောင်မှာသွားပြီးတော့သတင်းသုံးတယ်ခုခေတ်လိုလဲစီကားမှာမဟုတ်ဘူးပေါ့တိတ်ဆိတ်ငြိမ်သက်မှုကိုလိုလားတော့ဂိစ္စကုတ်တောင်မှာသွားသတင်းသုံးအဲ့ဒီဂိစ္စကုတ်တောင်သတင်းသုံးနေတဲ့အလှဲ့မှာရာဥယျံဆိုလို့ရှိရင်မြတ်စွာဘုရားကျောင်းပြင်ဘက်ကိုထွက်အဲ့ဒီနေညကမိုးမောင်ကြီးကြာနေတဲ့ညဖြစ်တယ်အလုံးကုန်မှောင်နေတယ်မှောင်တဲ့နေရာမှာမြတ်စွာဘုရားအပြင်ထွက်ပြီးတော့ထိုင်ပြီးတရားနှလုံးသွင်းပြီးတော့နေတယ်အဲ့ဒါလို့အမှောင်ထဲမှာထိုင်ပြီးတော့တရားနှလုံးသွင်းပြီးတော့နေတဲ့အခါမှာမြတ်စွာဘုရားနဲ့မလှမ်းမကမ်းနေရာကနေပြီးတော့တောင်ထိပ်တစ်ခုကတောင်တွတ်တစ်ခုကနေပြီးတော့ကြောက်တုံးတွေကိုလှိမ့်ချတဝုံတိုင်းနဲ့လူမမြင်ရဘူးကြောက်တုံးတွေကိုလှိမ့်ချအဲ့ဒါကြောက်တုံးတွေလှိမ့်ချလိုက်တဲ့အခါကြောက်တုံးတွေကတစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့ကြောက်ခွဲတဲ့အတန်တွေလေးပေါ်တယ်ပေါ့အဲ့ဒါလို့ညာကြီးမင်းကြီးမှာတထောင်လုံးတအုံအုံနဲ့ကြောက်တုံးတွေဘယ်သူကလာပြီးလှိမ့်ချနေတယ်လဲလို့ဆိုတော့မြတ်စွာဘုရားကိုနှောက်ယှက်ပေးဖို့မနက်ကလာပြီးလှိမ့်ချနေတာတဲ့တုံးတိုင်းနဲ့ကြောက်တုံးတွေဟာအဲ့ဒါလို့ညီတန်တွေနဲ့တောထဲမှာကြောက်တုံးတွေလှိမ့်ချပြီးနှောက်ယှက်တဲ့အခါကျမြတ်စွာဘုရားကမနက်မှန်းသိတော့ဗာပြောလိုက်တုံးဆိုသူကြားအောင်ဗာပြောလိုက်တုံးဆိုသစေပိကေဝလံတပ္ပံခိစ္ဆကုတံဆလစ်တတိမင်းတတ်နိုင်လို့ကိစ္စကုတောင်ကြီးတစ်ခုလုံးပြိုသွားအောင်လှုပ်ချင်လှုပ်ပေါ့ကွာနော်တောင်ကြီးလှုပ်ရှားပြီးတော့ပြိုကျသွားအောင်မင်းတတ်နိုင်ရင်လှုပ်ပေါ့တဲ့တောင်ကြီးတစ်ထောင်လုံးပြိုကျသွားပြီမဲ့လို့နေဝတမ္မာဝိမု tta နံဗုဒ္ဓနာအဋ္ဌိအိစိတံငါဟာမှန်ကန်တဲ့တရားဓမ္မအကျင့်ကြံကြိုးကုပ်အားထုတ်ထားတဲ့ပုဂ္ဂိုလ်ဖြစ်လို့ကိလေသာတွေကလွတ်မြောက်ပြီးတဲ့ငါအဖို့မှာတော့ကြက်သီးမွေးညင်းတောင်ထမှာမဟုတ်ဘူးလုံးဝ6စိတ်ငါမှမဖြစ်ဘူးမင်းနှောက်ယှက်ခြင်းတောင်နှောက်ယှက်စိတ်ဓာတ်ကကြံ့ခံမိတာဖြစ်သွားတယ်မြတ်စွာဘုရား6စိတ်ဆိုတာမပေါ်ဘူးတာမန်ပုဂ္ဂိုလ်ဆိုဘယ်နေရတော့မလို့ပေါ့နော်ကြောက်တယ်ဆိုတာဒေါသကြောင့်ဖြစ်တာလူတွေမှာဒေါသကဘာကြောင့်ရှိတော့ဆိုလောဘရှိလို့ဒေါသရှိတယ်လူတွေမှာကိုယ့်ကိုယ်တွေ့တာတယ်ဆိုတဲ့လောဘကိုယ်ပစ္စည်းကိုတွေ့တာတယ်ဆိုတဲ့လောဘကိုယ်မိသားစုကိုယ်တိုင်းဝိုင်းကိုတွေ့တာတယ်ဆိုတဲ့လောဘဘဝကိုတွေ့တာတယ်ဆိုတဲ့လောဘတွေကြောင့်လူတွေဟာကိုယ်အန္တရာယ်ဖြစ်မှကြောက်ရွံ့ကြတယ်ကြောက်တဲ့စိတ်တွေပေါ်ကြတယ်တွေ့တာမှုသည်ကြောက်ရွံ့တဲ့စိတ်ကိုဖြစ်ပေါ်စေတယ်မြတ်စွာဘုရားကျတော့အဲ့လိုကိုလည်းမတွေ့တာဘူးမိသားစုလည်းမတွေ့တာဘူးတပည့်ယဟန်တွေပေါ်မှာလည်းမတွေ့တာဘူးအလုံးမြတ်စွာဘုရားတမ္မာဝိမု tta အလုံးကိလေသာစိတ်တွေကနေလွတ်မြောက်နေတာဖြစ်တယ်ပေါ့အဲ့ဒါလိုလွတ်မြောက်နေတာဖြစ်သောကြောင့်မြတ်စွာဘုရားမှာစိတ်ထဲမှာတုန်လှုပ်သွားတာခြောက်ခြားသွားတာလုံးဝမရှိဘူးတဲ့နော်အတန်ကြားတာပဲရှိတယ်ကြားတာပဲရှိတယ်ဘုန်းကြီးတို့တွေကြားပြီးရင်နော်ဘာသာမှလေငါစီများကြောက်တုံးလိမ့်လာမလားနဲ့ကြောက်စိတ်တွေကတွေးပြီးတော့ကြောက်တာလေမြတ်စွာဘုရားကျတော့အေး
ကြောက်တုံးကြီးတွေလှိမ့်ချလို့တဒုံးနဲ့တဒုံးရိုက်ခတ်တန်နေနဲ့ဆူညမ်းနေတော့ဒီအချိန်မှာလာလုံနေတာတော့မနက်ကငါနှောက်ယှက်နေတာပဲလို့ဆိုတာအတ္တတိအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ဒီစကားကိုပြန်ပြောလိုက်တယ်မင်းတတ်နိုင်လို့ရှိရင်ဂိစကုတ်တောင်ကြီးတစ်ခုလုံးပြိုကျသွားအောင်လုပ်ချင်လုပ်တယ်ငါလိုကိရိတာအညစ်အကြေးတွေကလွတ်မြောက်ပြီးတဲ့ပုဂ္ဂိုလ်အဖို့မှာလုံးဝတုံ့လှုပ်မှာမဟုတ်ဘူးမင်းလုံနေလဲအလကားပဲအကျိုးမရှိဘူးလို့ပြောလို့လိုက်တာပေါ့နော်အဲ့ဒါနဲ့မနတ်ကြီးကနောက်ဆုတ်ပြီးပျောက်ကွယ်သွားပြန်တယ်ပေါ့ဒါကမှတ်တမ်းကလေးတစ်ခုသုတ်တန်လေးတစ်ခုမှာမှတ်တမ်းတင်ထားတာတစ်ခုနောက်အဖြစ်တစ်ခုနဲ့ပတ်သက်ပြီးတော့7နံပါတ်3ကတော့ကိဏုတိဟလို့ခေါ်တယ်ကိဏုတိဟဆိုတာရှင်သေးလူဘာကြောင့်ဟိတ်ဟောက်နေတာလဲဆိုတဲ့အဓိပ္ပာယ်တိဟဆိုတာရှင်သေးများဟာကျဲလောင်တဲ့အတန်နဲ့ကြောက်ရွံ့တဲ့စိတ်လုံးဝမရှိကြဘူးပေါ့ရှင်သေးဆိုရအောင်ဒါကြောင့်မို့ကိဏုတိဟဆိုတဲ့စကားလုံးလေးကဒီထဲမှာပါတဲ့စကားလုံးလေးကိုယူပြီးတော့ရှင်သေးလူဟိတ်ဟောက်နေတာဆိုတဲ့အဓိပ္ပာယ်နဲ့ဒီသုတ်တံကိုဟောတာမှတ်တမ်းတင်တာအဲ့ဒါကဘယ်မှာဖြစ်တုံဆိုမြတ်စွာဘုရားကအဲ့ဒီအချိန်တုန်းကတော့တာဝတိမြို့ဇေရဝံကျောင်းမှာတရင်သုံးပြီးတော့နေတာဇေရဝံကျောင်းရောက်လာတဲ့ပိဋကကြီးကတရားနာဖို့ရောက်လာတဲ့ပိဋကကြီးကအလွန်ပဲများတယ်ယဟန်ပရိသတ်ဘေက္ခုပရိသတ်ဘေက္ခုနီပရိသတ်ဥပါဒကပရိသတ်ဥပါတိကမပရိသတ်လို့ဆိုပရိသတ်၄ပါးမြတ်စွာဘုရားဟောကြားတဲ့တရားပွဲကိုတက်ရောက်ပြီးတော့နာကြားတဲ့ပုဂ္ဂိုလ်တွေအလွန်ကိုများတယ်အဲ့ဒါလို့အလွန်များတဲ့တရားနာပရိသတ်တွေကိုမြတ်စွာဘုရားကတရားဟောနေတာနော်တရားဟောနေတာဘာတရားဟောတယ်လို့ဆိုတာကိုတော့ဒီထဲမှာမှတ်တမ်းတင်မထားဘူးဘာလို့လဲဆိုရင်မနတ်ကြီးနှောင့်ယှက်မှုကိုဦးစားပေးတာဟုတ်ဒီမှာအဲ့ဒါလို့မြတ်စွာဘုရားတရားဟောနေတဲ့အခါအမြဲတမ်းမြတ်စွာဘုရားကိုအကွက်ချောင်းပြီးနှောက်ယှက်ဖို့ဆောင်ဆိုင်နေတဲ့မနတ်ကြီးอ่ะအေးယဟန်ဂေါရမတော့ပိဋကကြီးကိုတရားဟောနေပြီပိဋကကြီးတော့တရားဟောနေပြီလူတွေကလည်းတရားအာယုံကိုစိုက်ပြီးတော့နားထောင်နေကြတယ်သူတို့ဟာမှန်ကန်တဲ့အသိဉာဏ်တွေရသွားရင်နော်ငါရဲ့နယ်ပယ်မှာလူဆိုးလူမိုက်တွေနဲသွားလိမ့်မယ်သူကလူဆိုးလူမိုက်တွေရှိမှပြောတာဟုတ်လောကကြီးမှာတော်တော်ထူးဆန်းတယ်လူတော်လူကောင်းနဲ့မနေတတ်တဲ့ပုဂ္ဂိုလ်ရှိတယ်လို့လူတော်လူကောင်းကိုမှနှစ်သက်တာလည်းရှိတာနော်တချို့ပုဂ္ဂိုလ်ကတော့အဆိုးသမားတွေမှအပေါင်းအသင်းလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတာသူကအဲ့ဒီဆိုးဝါးတဲ့ပုဂ္ဂိုလ်တောင်းကျမ်းတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တဲ့ပုဂ္ဂိုလ်မဟုတ်တာလုပ်တတ်တဲ့ပုဂ္ဂိုလ်တွေမှသူကလက်တွဲတာဟုတ်ဒါကြောင့်မို့ဂေါရမဘုရားတရားဟောနေတဲ့အခါမှာအတိညာစကုအမြင်စကုတွေရသွားမယ်မျက်စိအမြင်တွေထွန်းပေါက်သွားမယ်ဆိုလို့ရှိရင်သူတို့ဟာလူတော်လူကောင်းတွေဖြစ်ကုန်နေမယ်ဒါကြောင့်မို့မျက်စိအမြင်အတိညာမရအောင်ငါသွားပြီးတော့နှောက်ယှက်အောင်မယ်မြတ်စွာဘုရားတရားဟောနေတဲ့ခြားထဲမှာသွားပြီးတော့ကျဲလောင်တဲ့အတန်ကြီးနဲ့သွားပြီးတော့နှောက်ယှက်ပြီးတော့ပြောပြန်တယ်နော်ဘာပြောတော့ဆိုကိဏုတိဟောဝနတတိပရိတာယံဝိတာရတောအေးတရားနာပရိသတ်ကြီးရဲ့အလယ်မှာကြောက်ရွံ့ခြင်းကင်းရဲရဲတင်းတင်းနဲ့ရှင်သေကြီးဟောက်နေတယ်လို့ဘာကြောင့်တရားဟောနေရတာတော့ရှင်သေဆိုတဲ့အကောင်ကကြောက်ရွံ့ဘယ်တော့မှမလုပ်ဘူးလေသူကရှင်သေဆိုတဲ့အကောင်မကြောက်ဘူးလို့ပြောတယ်ဒါပေမဲ့ဒီဆဖာရီတို့ဟိုတဲ့နေnet chi o တို့ခုခေတ် channel တွေထဲမှာကြည့်ရင်ရှင်သေကြောက်ပြေးတာတော့တွေ့ရတယ်နော်အဲ့ဒီမှာသူတို့ကအတန်ဆိုလို့ရှိရင်ရှင်သေကလုံးဝမကြောက်ဘူးတဲ့တခါတော့ကစမ်းသပ်ဘူးတယ်ရှင်သေတကောင်ငယ်ငယ်လေးဖမ်းမိလာတဲ့အခါအဲ့ရှင်သေလေးဟာရှင်သေကမကြောက်တတ်ဘူးလို့ဆိုလို့
သူကြားလောက်တဲ့နေရာနေပြီးတော့စစ်စီစစ်မောင်းတွေဝုန်းတိုင်းတိုင်းတီးတာသူကဒီခေါင်းလေးထောင်ကြည့်ပြီးပြန်အိတ်သွားတဲ့မကြောက်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာနော်ရှင်သေးကအတန်ကိုမကြောက်ဘူးတဲ့ဘာကြောင့်မကြောက်တာတော့ဆိုရင်သက်ကာယဒိဋ္ဌိအတ္တမာနကြီးလွန်အားကြီးလို့သူ့ကိုနိုင်တဲ့လူတယောက်မှမရှိဘူးလို့သူတွက်ထားသည့်အတွက်ကြောင့်သူဟာကြောက်လန့်မှုလုံးဝမရှိဘူးနောက်ဆုံးမှာမိုးကြိုးပြစ်တဲ့အတန်တောင်သူတို့ကမကြောက်ဘူးလို့ဆိုတယ်ရှင်သေးတွေဟာကြောက်ရွံ့ခြင်းကဲဒါကြောင့်မို့တတိကောင်းတဲ့လူကိုတိဟလို့နာမည်ပေးလို့ရှိကြတယ်ပေါ့ခုလေမြတ်စွာဘုရားဟာကြီးမားလာတဲ့ပြိဿကြီးအလယ်မှာသူကရဲရဲဝုန်းဝုန်းကြောက်ရွံ့ခြင်းကင်းပြီးရှင်သေးမင်းလို့ရဲရဲတောက်တောက်တိတိကျကျဆုံးမစကားတွေကိုပြောနေတာဘာကြောင့်အဲ့လိုပြောနေရတာလဲပတိမန်လောဟိတေအဋ္ဌိကိုရောမှာပြိုင်ဘက်တွေရှိတယ်စိန်ခေါ်ထားတဲ့ကောင်တွေရှိတယ်ပေါ့မန်လဆိုတာအခုခေတ်တော့ဘောက်စင်သမားကိုခေါ်တယ်နော်လက်ဝိတ်တတ်တဲ့လူလက်ပန်းတတ်တဲ့လူလက်ဝိတ်သမားကိုမန်လလို့ခေါ်တယ်ပတိမန်လဆိုတာစိန်ခေါ်ထားတာဟောစိန်ခေါ်ထားတယ်သူ့ကိုဆန့်ကျင်မဲ့ထိုးတတ်မယ်လို့စိန်ခေါ်တာအဲ့ဒါလိုပဲကိုတော်ကငါမှပြိုင်ပဲမရှိဘူးဆိုပြီးဒီပိဋကအလယ်မှာသူ့အတန်လေးကြီးပဲလွှမ်းပြီးနေတာကိုတော်မှာပြိုင်ဘက်တွေစိန်ခေါ်ထားတဲ့လူတွေရှိတယ်တဲ့နော်ဝိစိတဝိနမညတိကိုတော်ဟာအောင်မြင်မှုတရဖူကြီးကိုအမြဲတမ်းကင်ထားသူတို့ကိုယ့်ကိုယ်အထင်ရောက်နေတာလားကိုတော်ကိုပြိုင်မဲ့လူတွေအများကြီးရှိပါတယ်လို့ဒီလိုမြတ်စွာဘုရားကိုမခံကျင်စိတ်ဖြစ်အောင်စတဲ့သဘောပေါ့နော်မြတ်စွာဘုရားကိုလာပြီးတော့အခုလိုနှောက်ယှက်ပြောဆိုတဲ့အခါမှာမြတ်စွာဘုရားကအေးစေစေသူ့ကိုဘယ်လိုတုံ့ပြန်ပြောတော့ဆိုနဒန္တိဝေမဟာဝီရာပရိတာတုဝိတာတရာမဟာဝီရဆိုတာကြီးမားသောလုံလဝီရိယရှိတဲ့ပုဂ္ဂိုလ်မဟာဝီရအဲ့တော့လောကမှာလူတွေကယုံကြည်ကြတာတကူကိုယုံကြည်ကြတာစွမ်းတကူရှိတယ်မဟုတ်ဘူးမြတ်စွာဘုရားကလုံလဝီရိယရှိတယ်သူများတဲ့ပို့ပြီးတော့လုံလဝီရိယရှိတယ်လုံလဝီရိယကြီးမားပြီးရဲစွမ်းတတ္တိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာဝီရိယစိတ်ဓာတ်အားကောင်းတဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုဒါကြောင့်မို့ဝီရိယဆိုတဲ့စကားလုံးကဝိရဏံကမ္မံဝီရိယရဲရင်သူတို့ရဲ့အလုပ်လို့အထည်ပဲရတယ်နော်ဟိုငပြင်းတို့ကတော့ဝီရိယမရှိဘူးသူကတော့ပြင်းတာရဲရင်တဲ့လူကိုဝီရိယရှိသူလို့ဝီရိယဆိုတဲ့စကားလုံးကရဲရင်သူတို့ရဲ့အလုပ်လို့ဒီလိုအထည်ပဲရတယ် literal meaning နဲ့ပြောမှဆိုဝိရဏံကမ္မံဝီရိယရဲရင်သူတို့ရဲ့အလုပ်လို့ဒီလိုအထည်ပဲရှိတယ်အဲ့တော့ပြင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်မျိုးတွေကဝီရိယမရှိတဲ့ပုဂ္ဂိုလ်ပေါ့အဲ့တော့မြတ်စွာဘုရားကအလွန်ရဲရင်တာဖြစ်လို့မဟာဝီရအလွန်ကိုရဲရင်တဲ့ဘုရားကိုယ်တော်မြတ်တွေဟာပရိသတ်တွေရဲ့အလယ်မှာဘယ်တော့မှကြောက်ရွံ့ခြင်းမရှိဘူးရှင်းလင်းပြတ်သားစွာတရားဟောတယ်ဘယ်တော့မှကြောက်ရွံ့ဆိုတာမရှိဘူးလူဆိုတာပရိသတ်ကြောက်တယ်နော်လူကြားထဲမှာထစကားပြောပါဆိုလူတိုင်းပြောရတာမဟုတ်ဘူးဒုတုံနေတဲ့လူတွေအများကြီးရှိတယ်နော်မပြောရဲလို့ဟိုတင်းဒီတင်းနဲ့ဆိုပြီးတော့ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်လူတိုင်းဟာပြိဿလည်းမှာထားပြီးတကားမပြောရဲဘူးအဲ့တော့မြတ်စွာဘုရားကနဒန္တိဝေမဟာဝီရာပရိတာတုဝိတာပြိဿတွေထဲမှာတကယ်ကိုကြောက်ရွံ့ခြင်းကင်းပြီးတော့ဘုရားရှင်တွေဟာဘယ်သူကိုမှကြောက်ရွံ့နဲ့စိုးရွံ့တဲ့စိတ်မရှိဘဲနဲ့တိတိလင်းလင်းတရားဓမ္မကိုဟောနေတာဖြစ်တယ်တထာဂတာဗလပတ္တာတကယ်ကိုဒီကျင့်စဉ်အတိုင်းကျင့်လို့ဖျားဖြစ်လာတဲ့ပုဂ္ဂိုလ်မျိုးတွေဟာတကယ်ကိုစွမ်းအားပြည့်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်ပေါ့စွမ်းအားပြည့်လို့တိဏ္ဍလောကေဝိတတိကလောကမှာတွေ့တာမှုမှန်သမျှကိုကြော်လွှားခဲ့ပြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အဲ့တော့တွေ့တာမှုတွေကိုကြော်လွှားခဲ့တဲ့ပုဂ္ဂိုလ်တယောက်သည်ဘယ်တော့မှစိုးထိတ်မှာမဟုတ်ဘူးစိုးထိတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်တွေလဲလူကြားတဲ့ပြောရင်ငါပြောလိုက်ရင်စကားများမှားသွားမလားနော်
ငါများဝိုင်းရီချမလားဆိုတာအဲ့ဒါကြောက်ရွံ့တာတွေလေငါပြောတာများဝိုင်းရီချမလားဝိုင်းဟာချမလားအဲ့လိုစိတ်ထဲမှာ तू ကကိုယ့်ကိုတွေ့တာမှုတွေအားကြီးပြီးတော့လူကြားထဲမှာအသေးပြတ်သွားမှာကိုရှုတ်ချခံရမှာကိုကြောက်တယ်ဒါကြောင့်လူကြားထဲမှာစကားမပြောရဲဘူးမြတ်စွာဘုရားကြတော့ငါတော်တယ်ငါတတ်တယ်ဆိုတဲ့အတွေးလည်းမရှိဘူးကိုယ့်ကိုတွေ့တာမှုဆိုတာလည်းလုံးဝမရှိဘူးအမှန်တရားကိုနားလည်ပါစေဆိုတဲ့စိတ်နဲ့ဟောပြောနေတာဖြစ်တော့အဲ့ဒီလိုတွေ့တာမှုတွေအလုံးကျော်လွှားပြီးတဲ့ပုဂ္ဂိုလ်ဖြစ်လို့စွမ်းအားတွေပြည့်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်တော့မှကြောက်ရွံ့လုံးနေမှာမဟုတ်ဘူးလို့မြတ်စွာဘုရားကတုံ့ပြန်ပြီးပြောလိုက်တဲ့အခါမှာမဏ္ဍကြီးဟာနောက်ဆုတ်ပြီးပျောက်ကွယ်သွားပြန်တယ်ဒီတစ်ချိန်မှာအဲ့ဒီလိုနောက်တစ်ခါ73နံပါတ်3မှာကျတော့တက္ကလိကသုတ်လို့ခေါ်တယ်တက္ကလိကသုတ်တက္ကလိကဆိုတာဒီအတုံးအစကြောက်ဖက်ကလေးကြောက်တုံးကလေးလို့ဒီလိုအဓိပ္ပာယ်ရတယ်ဟာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရမြတ်ဟာရာဇဂုပြည်မထကုတ်စီဆိုတဲ့ဘေးမဲ့ဥယျာဉ်မှာမထကုတ်စီဆိုတဲ့ဘေးမဲ့ဥယျာဉ်မှာသတင်းသုံးပြီးတော့နေတာသတင်းသုံးနေတာမထကုတ်စီဆိုတာဘာဦးပြောတာတော့ဆိုကုတ်စီဆိုတာ one bite မထဆိုတာနှိမ့်နေဖြစ်စီခြင်းဘာကြောင့်မထကုတ်စီ one bite ကိုနှိမ့်နေဖြစ်စီတဲ့နေရာလို့နာမည်တွင်သွားတယ်လေအမှားတော့ရာဇဂုဏကဘယင်ပိုင်တဲ့ဥယျာဉ်ကြီးတစ်ခုပဲအဇာတတရဲ့မဲတော်ဝေရဟိမိဖုရားကအဇာတတလေးတရေခတဲ့အခါကျတော့သူကအဖြစ်တုံဆိုချင်းချင်းတတ်တယ်ကိုမေးလဲကိုမေးထောင်ဘာချင်းချင်းတတ်တုံလို့ကိုမွေတော့နော်ဇာတတတရေတီးနေတဲ့အချိန်မှာသူ့အမေကချင်းချင်းတတ်တယ်ဘာတော့ဆိုဘေဝိတာရမင်းကြီးရဲ့လက်ယုံသွေးကိုတောက်ချင်တဲ့စိတ်ချင်းချင်းတတ်တယ်အဲ့ဒါနဲ့ဒါမရမချင်းကိုစိတ်ကအမြဲတမ်းချင်းချင်းဆိုတာအလွန်ပြင်းထန်တဲ့အာသာဖြစ်တာတပိမ့်မိန်တလိမ့်လိမ့်ဖြစ်လာတော့ဘုရင်ကြီးကမေးတယ်ဘာကြောင့်လဲလို့ဆိုနောက်ဆုံးမှာမပြောရဲနဲ့ဖွင့်ပြောလိုက်တော့ဒါဘာခက်လဲဆိုပြီးရွှေဓားငယ်လေးယူပြီးတော့သူ့လက်မောင်းသွေးကိုသူဖောက်ပြီးတော့ရေလေးထဲမှာထည့်ပြီးတော့ချင်းချင်းပြေအောင်တိုက်လိုက်တယ်ဝေဒီဟိမိဖုရားဆိုတာကောသလမင်းကြီးရဲ့နှမအရင်ပေါ့နော်ကောသလမင်းကြီးရဲ့နှမအရင်အဲ့တော့အဲ့ဒီဝေဒီဟိမိဖုရားကတရေတီတဲ့အချိန်လေးမှာအဲ့ဒါလိုချင်းချင်းဖြစ်တယ်ချင်းချင်းဖြစ်တော့ဒီလိုချင်းချင်းတက်လို့ဗိဓရာမင်းကြီးကလက်ယုံသွေးဖောက်ပြီးတော့သူ့ကိုတိုက်လိုက်မှသူဟာအာသာပြေသွားပြီးကျမ်းမာရေးပိုကောင်းလာတယ်ပေါ့အဲ့ဒါကိုကြားတဲ့အခါမှာနမိတ်ကျမ်းတက်ပုံတော်တွေကနမိတ်ဖတ်တယ်မိဖုရားကြီးရဲ့ဝမ်းထဲကသားဟာကြည်ရင်ဘုရင်ကြီးကိုတတ်လိုက်မယ်ပေါ့ဘုရင်ကြီးရဲ့ရန်သူဖြစ်လိုက်မယ်လို့ဆိုရအဟောထွက်လာဒါကြောင့်မို့သူ့ကိုအဇာတတတ္တုမမွေးခင်ကလေးကရန်သူဖြစ်လိုက်မယ်လို့ဟောထုတ်ထားတဲ့ပုဂ္ဂိုလ်ဒါမျိုးကလည်းတော်တော်ထူးထူးဆန်းဆန်းရှိတတ်တာနော်အဲ့တော့ချင်းချင်းဆိုတာဖြစ်တတ်တယ်တာမန်ပုဂ္ဂိုလ်တွေကြတော့ဒီလောက်မပြင်းထန်ဘူးပေါ့နော်အဲ့ဒီတရေသားရဲ့စိတ်ဆန္ဒမျိုးတွေဟာမိခင်ရဲ့စိတ်ဓာတ်ကိုသွားပြီးတော့ကူးဆက်ထိရောက်စေတတ်တယ်ဒါကိုချင်းချင်းလို့ခေါ်တယ်ပေါ့ချင်းချင်းဆိုတာလှုပ်ချင်တာအာသာပြင်းပြတာဒီလိုဆိုလို့တယ်အဲ့ဒီတော့ဒီလိုဘုရင်ကြီးကိုတတ်လိုက်မယ်ဆိုတာသိတော့ဘယ်သူကမွေးခြင်းမလို့အဲ့ဒီမိဖုရားကြီးဟာသူ့ကိုသေအောင်လို့ဆိုပြီးတော့အမျိုးစုံကြိုးစားတယ်ကြိုးစားတာကိုယ်ဝန်ပြစ်ကြဖို့ဆိုပြီးတော့သူဟာနေတိုင်းဥယျာဉ်သွားပြီးတော့တက်နင်းခိုင်းတာတို့နှိပ်ခိုင်းတာတို့ကတော့လှုပ်တယ်အဲ့ဒါကြောင့်အဲ့ဒီကစပြီးမတ္ထကုတ်စီလို့တွင်နော်one bite ကိုဖိနှိပ်နင်းနယ်ပြစ်ချင်းဆိုတဲ့အဓိပ္ပာယ်
သို့တော့ဖိုးသက်ဆိုကမသေးဘူးနော်မသေးဘူးပိုးတော်အညောင်းပြေနေလားမသိဘူးသာတတကမသေးဘူးအဲ့ဒါကိုအကြောင်းပြုပြီးတော့အဲ့ဒီဥယျာဉ်ကြီးကိုမထကုတ်စီလို့ခေါ်တယ်နောက်တော့ဘုရင်ကြီးကတားမြစ်တယ်မလုပ်ပါနဲ့သူ့ဘာသူနောက်မှဖြစ်မဲ့ဟာကိုအရေးမယူပါနဲ့လို့ဆိုပြီးတော့ဘုရင်ကြီးကသူ့သားကိုသူမွေးမြူလိုက်တယ်အဲ့ဒီမထကုတ်စီဆိုတဲ့ဥယျာဉ်ကိုတားငှက်တရိษံတွေမဖမ်းရမပြစ်ရလို့ဆိုပြီးတော့ဘေးမဲ့ပေးထားတာ sanctuary လို့ခေါ်တယ်ဘေးမဲ့ပေးတာဘေးမဲ့တော်ဖြစ်လို့မိခထာယလို့ခေါ်တာဒါမို့စာပေမှာရာဇဂဟေဝိဟရတိမထကုစိတ်သမိမိခထာယေဟောမိခထာယသားငှက်တရိษံတွေကိုဘေးမဲ့ပေးထားတဲ့တော်ဥယျာဉ်လို့ဒီလိုအဓိပ္ပာယ်ရတယ်မထကုစိလို့အဲ့ဒီလူတွေကဘယ်ဥယျာဉ်တော့ဟိုမိဖုရားကြီးသွားပြီးတော့ဘိုင်းနှိပ်တဲ့ဥယျာဉ်နော်အဲ့ဒါလိုနဲ့တွင်သွားတာဒီဟာမြတ်စွာဘုရားကိုနောက်တော့လှူထားတော့မြတ်စွာဘုရားသတင်းသုံးတဲ့ကျောင်းတော်လေအဲ့မှာရှိအဲ့မြတ်စွာဘုရားကဘာဖြစ်လို့အဲ့ဒီရောက်နေတာတော့လို့ဆိုတော့ကိစ္စကုတ်တောင်မှာဒေဝရကြီးကလှုပ်ချံတပ်ဖြတ်ဖို့အမျိုးမျိုးကြိုးစားတဲ့ထဲမှာကြောင်ပေါင်းဆင်ပြီးတော့မြတ်စွာဘုရားကိစ္စကုတ်တောင်ခြေမှာဈဉ္ညာလျှောက်နေတဲ့အချိန်ကြောက်တုံးနဲ့လှိမ့်ချလိုက်တဲ့ကြောက်တုံးကအောက်ကကြောက်ဆောင်တစ်ခုကိုသွားပြီးတော့ရိုက်ခတ်လိုက်တဲ့အခါမှာကြောက်တုံးနှစ်ခုတိုက်ရာကနေပြီးတော့ကြောက်ဖက်အပယ်လေးတစ်ခုကမြတ်စွာဘုရားခြေတော်ကိုဝဲမှန်လိုက်တယ်နော်အဲ့ဒီဝဲမှန်လိုက်တာနဲ့မြတ်စွာဘုရားခြေတော်ဟာဒဏ်ရာရသွားတယ်ပေါ့ချက်ချင်းယဟန်တော်တွေကထမ်းစင်နဲ့ထမ်းပြီးတော့မြတ်စွာဘုရားကိုဇီဝကဥယျာဉ်တို့ဒီမတ္တကုတ်စီတို့ဘက်ကိုတည်ပြီးတော့သွားတာမတ္တကုတ်စီအဲ့ဒီအချိန်မှာခြေထောက်ကိုခဲမှန်ထားလို့မြတ်စွာဘုရားမတ္တကုတ်စီဆိုတဲ့ဥယျာဉ်မှာဇီဝကဥယျာဉ်နဲ့လည်းနေပုံရတယ်အဲ့ဒီမှာသွားပြီးတော့သတင်းသုံးတာသတင်းသုံးတော့ခြေထောက်ကလမ်းမလျှောက်နိုင်ဘူးလမ်းမလျှောက်နိုင်တော့စဉ်းစားကြည့်လေခြေထောက်တန်ရာကြီးနဲ့မြတ်စွာဘုရားကျောင်းထဲမှာလျှောက်ဆက်ပြီးတော့နေတာခါတိုင်းဆိုရင်လျှောက်ဆက်မယ်ဆိုရင်ထမယ်ဆိုတဲ့အချိန်ကိုသတ်မှတ်တယ်အခုခါကျတော့မြတ်စွာဘုရားရဲ့လဲလျှောက်မှုဟာပြန်ထမယ်ဆိုတဲ့သတ်မှတ်ချက်မရှိဘူးဘာဖြစ်လို့လဲဆိုရင်ခြေထောက်ကနာနေလို့မထနိုင်ဘူးသို့တော့မငြီးမညူပဲနဲ့တတိဝိရိယကမ္မထာနဲ့နှလုံးသွင်းပြီးသမာဘောဝင်စားပြီးမြတ်စွာဘုရားအဲ့ရထဲမှာလှဲနေတယ်နော်ကျောင်းဆောင်တွေကအဲ့ရထဲမှာလှဲပြီးတော့နေတာအဲ့ဒါလူတပါးတဲ့အဲ့ရထဲမှာလှဲနေတဲ့အခါမှာမနတ်ကြီးကသူကအမြဲတမ်းနောက်ယောင်ခံလိုက်နေတာဟိုမှာယဟန်ဂေါရမတော့ခြေတော်ဒဏ်ရာရပြီးတော့ကျောင်းထဲမှာအိတ်နေပြီပေါ့။သွားပြီးတော့နှောက်ရှက်အောင်မှာပဲ။သွားနှောက်ရှက်။သူကလည်းသူများနှောက်ရှက်လိုက်ရမှာသူကအိပ်ပျော်တဲ့လူနဲ့သွားနှောက်ရှက်အောင်မယ်ဆိုပြီးတော့မြတ်စွာဘုရားစီအတန်ပေးပြီးအတန်ကြားအောင်ပြောတယ်။ဘာပြောတော့ဆိုမန္တိယနုခောတေတိဥဒဟုကဝေယမတ်တော်ဘယ်လိုလဲကိုတော်ကြီးနော်ထိုင်မိုင်းနေလို့အိတ်နေတာလားသို့မဟုတ်ကြပြဆက်မလို့တွေးနေတာလားသူကအဲ့ဒါလို့ရန်စတာပေါ့နော်ထိုင်မိုင်းနေပြီးတော့အိတ်နေတာလားသို့မဟုတ်ကြပြဆက်မလို့တွေးနေတာလားအထာနုတိပစုရနတ္တန္တိအိတ်နေလို့တော့ကိုတော့ဘာအကျိုးမှရမှာမဟုတ်ဘူးတဲ့ဘာမှကောင်းကျိုးချမ်းသာတွေရမှာမဟုတ်ဘူးဧကောဝိတေသေနာတနံမိနိဋ္ဌာမုခောခိမိတံသုပတေဝါတိတ်ဆိတ်ငြိမ်သက်တဲ့ကြောင်းအိပ်ရထဲမှာကိုတော်တပါးတဲ့နော်အိတ်ချင်စိတ်တွေလွှမ်းမိုးပြီးတော့ဘာဖြစ်လို့အိတ်နေရတာလဲမြတ်စွာဘုရားကအဲ့လိုလမ်းပြောတာကိုတော်ဘာလို့အိတ်ရတာတော့ပြောတော့မြတ်စွာဘုရားသူ့ကိုပြန်ပြီးတော့တုံ့ပြန်ပြောကြတဲ့စကားကတော့သူပြောတဲ့အတိုင်းပဲမြတ်စွာဘုရားတုံ့ပြန်ပုံကတော့နမန္တိယတယမိ
ငါဟာထိုင်းမိုင်းနေလို့အိတ်နေတာမဟုတ်ဘူးနာပိကာဝေယမတ်တော်ငါကြပြာဆက်မလို့တွေးပြီးတော့လဲလောင်းနေတာမဟုတ်ဘူးတဲ့အထံသမစ္ဆာအပေတသောကောငါမှစိုးရင်စိတ်တွေဘာတစ်ခုမှမရှိဘူးငါမှအကျိုးရှိရှိတကယ်ကိုအကျိုးရှိတဲ့နိဗ္ဗာန်ကိုအာယုံပြုပြီးတော့ငါဟာတူရီသောတိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာတူဒီတရားရည်ရဲ့ကောင်းကျိုးချမ်းသာကိုစဉ်းစားပြီးတရားရည်ပေါ်မှာမေတ္တာတက်ရောက်ပြီးတရားရည်ကိုဘယ်လိုခြေချွတ်ရမလဲတရားရည်ကိုဘယ်လိုအကျိုးပြုရမလဲဆိုတဲ့ကရုဏာရှိထားပြီးအာဟာလဲလျောင်းနေခြင်းသာဖြစ်တယ်နော်အဲ့တော့မြတ်စွာဘုရားကဘယ်လိုပဲနေတဲ့အခါမှာတပ္ပဗုဒ္ဓအဟိတနုကံပိတပ္ပဗုဒ္ဓနုကံပိတရားရည်အလုံးကိုအကျိုးဖြစ်ထွန်းစေဖို့အတွက်အမြဲတမ်းစဉ်းစားနေတယ်။ဘာလုပ်ပြီးရင်ကောင်းမလဲ။ဘယ်လိုသိဉာဏ်နဲ့ဖြစ်အောင်လုပ်ပေးရမလဲ။လူတွေရဲ့အဆက်ပေါ့။ဒါအရေးချင်းမမီတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးအရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးအရေးချင်းရှိရင်ရှိသလိုအရေးချင်းတွေရတော့အရေးချင်းမရှိရင်လည်းပဲရှိတဲ့အရေးချင်းလေးနဲ့အသုံးတက်အောင်ဆိုပြီးမြတ်စွာဘုရားတရားရည်ရဲ့အကျိုးစီးပွားကိုအမြဲတမ်းစဉ်းစားပြီးတော့နေတယ်အဲ့ဒါကိုစဉ်းစားပြီးတော့ငါဟာတပါးတည်းလျောင်းဆက်နေခြင်းသာဖြစ်တယ်လို့အဲ့လိုတုံ့ပြန်ပြီးတော့ပြောတာတုံ့ပြန်ပြောပြီးမြတ်စွာဘုရားကဆက်ပြီးတော့မေးရှိတယ်ရေတံပိတံလာဥရတိပဝိဋ္ဌံရှင်ဝါကြီးမှာလှန်ဆူးထားပုဂ္ဂိုလ်ရှင်ဝတက်တဲ့လှန်ကြီးဆူးနေတယ်သို့မဟုတ်မြားရန်ကြီးဆူးနေတယ်အဲ့ဒီမြားရန်ကြီးဆူးနေတဲ့ပုဂ္ဂိုလ်ဟာမုဟုံဟရိယံဝေရမခဏအတွင်းခဏတိုင်းနှလုံးသားထဲမှာတုန်လှုပ်ခြောက်ခြားနေရင်ဝါကိုစူးဝင်နေတဲ့မြားရန်ကြီးကြောင့်စိတ်နှလုံးဟာတုန်လှုပ်ခြောက်ခြားနေတယ်တေပိဋသွပ္ပံလဗရိတတံလာအဲ့လိုမြားဆူးနေတဲ့ပုဂ္ဂိုလ်တောင်မှပဲနော်လူတွေဟာတအားအိတ်ချင်လာပြီဆိုလို့ရှိရင်အိပ်ပျော်သွားကြတယ်နော်အိတ်ချင်လို့တအားအိပ်ပျော်သွားတယ်ဒဏ်ရာကြီးနေပြီမဲ့လည်းအိပ်ပျော်သွားတယ်တတ္တမအဟံနတုပေဝိတတံလောငါမှတော့ရင်ထဲမှာစူးဝင်နေတယ်မြားငါမှမရှိဘူးအဲ့တော့လူတွေဟာရင်ဝါမှာမြားစူးနေတယ်ဆိုတာဘာကိုပြောတာတော့လူတွေရဲ့စိတ်ထဲမှာသောကဆိုတဲ့မြားရှိတယ်ဆိုပါတော့လူတယောက်မမျှော်လင့်မဲနဲ့ယောဂဝေဒနာဖြစ်လာတယ်ခံစားရတယ်အဲ့ဒါလို့ကာယကဒုက္ခအနေနဲ့ယောဂဝေဒနာဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီကာယကဒုက္ခလို့ခေါ်တဲ့ခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်လာတဲ့ဝေဒနာကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာလည်းပဲဖြစ်မှဖြစ်ရလေခြင်းဆိုပြီးတော့သောကဖြစ်လာတယ်နော်ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတာကမြားရန်တစ်ချက်အဲ့ဒါအတွက်စိတ်ညစ်တာကမြားရန်ဒုတိယမြားရန်တစ်ချက်ဆိုပြီးမြားနှစ်ချက်စုခံအမှန်ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီတိုင်းပဲမြားနှစ်ချက်စုတယ်အဲ့ဒါတွေမကဘူးဒီလိုဟာမျိုးလွတ်မြောက်ခြင်းနဲ့ဒီတဲ့ကောင်းတဲ့ဘဝမျိုးကိုရောက်ခြင်းနဲ့လို့တွေးတဲ့လောဘဖြစ်လို့ရှိရင်နောက်ထပ်တတိယမြားရန်တစ်ချက်ထပ်စုတယ်လို့သူတို့ဆိုတယ်ကာယကဒုက္ခဆိုတာမြားတံတစ်ခုကာယကဒုက္ခကိုအကြောင်းပြုပြီးတော့စိတ်ညစ်တာကမြားတံတစ်ခုစိတ်ညစ်မှုကြောင့်အကောင်းကိုမျှော်လင့်တာကမြားတံတစ်ခုလို့မြားတံ၃ချက်စုဝင်နေတဲ့ပုဂ္ဂိုလ်လောကကြီးမှာဒီလိုငါဘုရားရဲ့မှာအဲ့လိုစိတ်ထဲမှာမြားတံစုဝင်နေတာမရှိဘူးလောဘတွေဒေါသတွေမောဟတွေမာမနတွေအိတ်တာတွေမကျေနပ်ချက်တွေကျေနပ်ချက်တွေငါတဏ္ဍာမှာဘာမှမရှိဘူးမြားတစ်ချက်မှငါရဲ့ရင်ထဲမှာစူးနေတာမရှိဘူးဒါကြောင့်မို့လို့ငါဟာအမြဲတမ်းမြားတံကင်းနေတာဖြစ်တယ်ပေါ့မြားတံကင်းနေသူဖြစ်သည့်အတွက်ကြောင့်ငါဟာအေးအေးဆေးဆေးသူများလို့မိန်မောတွေ့ဝေပြီးအိပ်ပျော်တာမျိုးမလုပ်ဘူးတရားရည်ရဲ့အကျိုးစီးပွားကိုမျှော်လင့်ပြီးတော့သာငါဟာခိတ္တခဏအပန်းဖြေအိပ်ဆက်ချင်တာဖြစ်တယ်လို့ဒီလိုမရှိတယ်
နောက်ဆက်ပြီးတော့မြတ်စွာဘုရားမိန့်နေပါမိန့်တော့ဇက္ခံနသင်္ကေလောကလူတွေဟာဒီမလုံခြုံတဲ့နေရာမျိုးတို့အန္တရာယ်ရှိတဲ့နေရာမျိုးရောက်သွားလို့ရှိရင်အိပ်ပျော်နေတော့မေ့သွားဒါထုံးစံနော်ဥပမာပဲတစ်စေး6တဲ့နေရာဆိုမေ့နေအိပ်ပျော်နေမသိဘူးဘုန်းကြီးတို့ငယ်ငယ်တော့တခါကြုံမှုတယ်ငယ်တော့ရလဲအိတ်ချင်9နာရီ10နာရီဆိုအိတ်ချင်ပြီကွာကိုရကြီးတဲ့ကိုရင်ကြီးတွေဥစဉ်ကြီးတွေဟိုသွားလိုက်ဒီသွားလိုက်မအိတ်ကြဘူးသူတို့နောက်လိုက်တာကိုတယောက်တည်းလည်းမနေရဲကျောင်းမှလည်းပဲကျောင်းတိုင်းဆရာတော်ကြီးရဲ့မဲတော်ကြီးကသေဆုံးနေတယ်အတူကအလောင်းကောင်ကြီးရှိတယ်အဲ့ဒါကဇေယကလေးမှအောင်လင်းတမီကြီးထွန်းပြီးတော့ထားတယ်ကျောင်းပေါ်ကိုတယောက်တည်းမနေရဲတော့သူတို့သွားရင်လိုက်ရတယ်သူတို့သွားတဲ့နောက်လိုက်တယ်တောင်သွားတောင်လိုက်မြောက်သွားမြောက်လိုက်သူတို့လည်းလျှောက်သွားနောက်ကြတော့ဘယ်သွားတော့ဆိုအဲ့ဒီလောင်းကြီးရှိတဲ့စီသွားကြတယ်သွားတော့ကိုလည်းလိုက်သွားတာပေါ့တယောက်တည်းမနေရတော့ရောက်သွားတော့သူတို့ကတော့စကားတွေပြိုဖဲတွေရိုက်ကြတယ်အဲ့လိုကိုကတော့အိတ်ချင်တော့အနန္တကပ်ပြီးတော့အိတ်ထားအိတ်ပျော်သွားအိတ်ပျော်သွားလို့တေးနိုးတော့ကြည့်တော့ဘယ်သူမှရှိဘူးကိုနဲ့အလောင်းထပြေးလိုက်တာဘာပြောကောင်းမလို့လေကတဲ့3-4တိတ်ကိုကြော်ပြီးတော့ခုံချကျောင်းလေးရလဲနေနေလေးပါဆရာကျောင်းလေးအဲ့ဒါငယ်တော့ကြုံခဲ့ဘူးလေဒါကြောင့်မို့အိပ်ပျော်နေတော့ကတော့မကြောက်ဘူးဇက္ခံနသင်္ကေဇက္ခံသင်္ကေတဲ့နိုးလာပြီဆိုလို့ရှိရင်ကြောက်ရွံ့တယ်ကြောက်တယ်အဲ့ဒီလိုနိုးလာတာတောင်မကြောက်ဘူးမြတ်စွာဘုရားကြာနဘေးမိသွတ်တုံနပိဘေးမိသွတ်တုံဘယ်နေရာပဲဖြစ်ဖြစ်အိပ်ရဖို့အတွက်ဆိုမကြောက်ဘူးသူကြောက်တာတခုမှမရှိဘူးရတ္တိတိဝါနာနုတပန္တိမာမံငါကိုနေ့တွေညတွေကဘယ်တော့မှစိတ်ပင်ပန်းအောင်မလုပ်နိုင်ကြဘူးနေ့တွေရက်တွေဘလောက်ကုံငါဖို့မှဘာမှမထူးနော်ကြောက်လန့်တဲ့စိတ်လုံးဝမရှိဘူးကြောက်လန့်တဲ့စိတ်မရှိဘူးဟာနေနပတ္တမိကုဟိစီ လောကေလောကမှာဘယ်ကိစ္စဘယ်အာယုန်နဲ့ပတ်သက်လားနာဆုပ်ယုံမှုဆိုတာတွန့်ဆုတ်တာတွေငါဘယ်တော့မှမတွေ့ရဘူးတတ္တမသူပေသဗ္ဗဗုဒ္ဓနုကံပေဒါကြောင့်မို့အေးဆေးဆေးပဲအန္တရာယ်ပြောင်းတဲ့လမ်းမှာပဲဖြစ်စေကြောက်စရာကောင်းတဲ့နေရာမှာပဲဖြစ်စေလုံးဝမကြောက်ဘူးငါဟာအမြဲတမ်းတရားရည်ရဲ့အကျိုးစီးပွားကိုဆောင်ရွက်ဖို့ပဲစဉ်းစားပြီးတော့လဲလဲအောင်နေတာသာဖြစ်တယ်လို့အဲ့ဒီလိုတုံ့ပြန်ပြောလိုက်တဲ့အခါကျတော့မနတ်ကြီးဟာပြန်လှိပြီးပျောက်ကွယ်သွားပြန်တယ်ပေါ့ဒါကတစ်ခါနောက်ဒီ14သုံးမြောက်မှာပฏิရူပသုတ်ဆိုတာလေးရှိတယ်ပฏิရူပဆိုတာတင့်တော်တယ်လျှောက်ပတ်တယ်လို့မြန်မာလိုအဓိပ္ပာယ်ရတယ်နော် suitable proper ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒီလိုလျှောက်ပတ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့နာမည်ပေးထားတဲ့သုတ်ကလေးတစ်ခုမြတ်စွာဘုရားဟာကောသလတိုင်းထဲမှာခီးသွားနေတယ်ခီးသွားတဲ့အခါဧကသာလာလို့ခေါ်တဲ့ပုံနာရွာတရွာကိုရောက်သွားတယ်ပုံနာရွာရောက်သွားတော့အဲ့ဒီရွာသူရွာသားတွေဟာတရွာလုံးထွက်လာပြီးတော့မြတ်စွာဘုရားရှိရလာပြီးတရားနာကြတယ်အဲ့တော့မြတ်စွာဘုရားဂုံတရင်အမတန်မှကြီးတာဂုံတရင်ကြီးတယ်ဘယ်နေရာရောက်နော်ဂုံတရင်အလွန်ကြီးတော့ရောက်တဲ့အရက်မှာဗုဒ္ဓဘာသာဟုတ်သူရောမဟုတ်သူရောဘုရားကြီးညိုသူရောမကြီးညိုသူရောတွေ့ကျင်ကြတယ်မြင်ကျင်ကြတယ်နားထောင်ကျင်ကြလာကြတာပဲရှိသမျှလူတွေအကုန်လုံးအတက်တရောမြတ်စွာဘုရားကိုလာတွေ့ကြလာတွေ့တဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားကိုရှိခိုးဝါကြတာကြီးညိုရင်းဆွဲရှိတဲ့ပုဂ္ဂိုလ်ကပဲရှိခိုးဝါကြတချို့ကြတော့လက်ဥကလေးပဲခြိတဲ့ပုဂ္ဂိုလ်လည်းရှိတယ်တချို့ကြတော့ဒီယဉ်ကျေးလိမ္မာစွာနှုတ်ဆက်စကားပြောရုံပြောတာရှ िम ခိုးအဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တချို့ကြတော့လူအုပ်များများထဲမှာနာမည်လှုပ်ချင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်သူဘသူပါပဲဝါပါခဏခက်လည်းရှိတာနော်လူထူလာပြီဆိုရင်သူဘသူပါဆိုတာပိဋကထဲမှာအခွင့်ကောင်း
ထုတ်ဖော်ပြီးပြောကျင်တဲ့လူမျိုးတွေလည်းရှိတယ်အဲ့ဒီထဲမှာတချို့ပုဂ္ဂိုလ်တွေကြတော့ဘာမှမပြောပြိဿတဲ့နောက်ကလိုက်လာပြီးတိတ်တိတ်ကလေးထိုင်းနေတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်တဲ့မြတ်စွာဘုရားကြွရအရက်မှာပြိဿတွေဟာစုံတယ်ပေါ့အဲ့ဒီဧကတာလပုံနာရွာရောက်တဲ့အခါမှာလည်းပဲပြိဿကြီးကအလွန်များတယ်လူတွေအများကြီးလာပြီးတော့တရားနာကြတာပေါ့မြတ်စွာဘုရားကလည်းတရားဟောတယ်အဲ့ဒါလို့တရားဟောတာကိုမဏ္ဍကြီးကရဟန်းဂေါရမတော့လူထုပိဋကကြီးချာမှာတရားဟောနေပြီအဲ့လိုတရားဟောနေလို့အသိဉာဏ်နေမျက်စိတွေပွင့်ကုန်ရင်ခက်လိမ့်မယ်မျက်စိမပွင့်အောင်ငါတော့လှုပ်အောင်မယ်ပေါ့နောက်ရှင်းမယ်တော့ကလူတွေကမျက်စိပွင့်သွားလို့ရှိရင်အမှန်မှန်သိတယ်လေနော်စက္ခုမျက်စိဟာဉာဏ်ကိုပြောတာဒီနေရာမှာနော်အသိဉာဏ်ပွင့်လင်းသွားမှာစိုးတယ်ဒါကြောင့်မို့လို့သူတို့ကအသိဉာဏ်မပွင့်အောင်လုပ်တာလောကကြီးမှာအဲ့ဒီလိုအုပ်ဆိုးတဲ့လူမျိုးတွေကလည်းရှိသေးတယ်လူတွေကိုမသိအောင်မတတ်အောင်မျက်စိမပွင့်အောင်မှောင်ချပြီးအုပ်ဆိုးကြတယ်အခုလည်းပဲဒီမဏ္ဍကြီးဟာမျက်စိပွင့်သွားမှစိုးတယ်သူကအဲ့ဒီရွာလူတွေမျက်စိပွင့်မှစိုးလို့လာပြီးတော့ဖရာတရားဟောနေတဲ့ဂျာထဲမှာလာပြီးတော့သူကအများကြားအောင်မြတ်စွာဘုရားကိုပြောလိုက်တဲ့စကားပါတော့နေတံတဝပတိရူပံယတေညမနုဿတတိကိုတော်ကသူများပဲဆုံးမနေတာဒါမလုံးတဲ့ဘူးနော်သူများဆုံးမနေတာမလုံးတဲ့ဘူးကိုသိရင်ကိုနေအေးဆေးဆေးနေသူများကိုလိုက်ပြီးဆွဲတရားမဟောနဲ့လို့ပြောချင်တာပေါ့နော်ဒီနေတံတဝပတိရူပံယတေညမနုဿတတိသူများကိုဆုံးမသွန်သင်အကောင်းနဲ့အဆိုးအကြောင်းအကျိုးတွေရှင်းပြနေတာဒါတွေဟာကိုတော့မလုတ်တဲ့ဘူးလူတွေသူကသူနေပါစေပေါ့ဘာလို့လိုက်ပြီးတော့လူကြားထဲမှာလိုက်ပြီးဒါတွေပြောနေရတာတော့နဲ့အနုရောဓဝိရောဓေတုမာသစ္စိတ်ထောတဒါစရာဒီလောကမှာအနုရောဓဆိုတာကိုယ်နဲ့လိုက်လျောတဲ့ပုဂ္ဂိုလ်တွေကိုယ်ထောက်ခံတဲ့ပုဂ္ဂိုလ်တွေဝိရောဓဆိုတာကိုယ်ကိုမထောက်ခံတဲ့ပုဂ္ဂိုလ်တွေဆန့်ကျင်တဲ့ပုဂ္ဂိုလ်အနုရောဓဝိရောဓဆိုတာရှိသမျှပဲနော်ကိုယ်ကိုကြိုက်တဲ့လူကအနုရောဓမကြိုက်လို့ရှိရင်ဝိရောဓတရားနာပိဋကထဲမှာလည်းပဲကြိုက်သူရှိတယ်မကြိုက်သူရှိတယ်တော့အနုရောဓဝိရောဓအဲ့ဒီလိုအနုရောဓဝိရောဓကြိုက်သူမကြိုက်သူလို့ကွဲပြားခြားနားနေတဲ့ပိဋကထဲမှာတဲ့ဒီပိဋကတွေကိုဘသူကိုတွေ့တာစိတ်နဲ့ဒီလိုတရားဟောနေရတာလေနော်တခါလေကျတော့သူကတမန်အဖြစ်ဒီဓမ္မဂတိကတွေတရားဟောတယ်ဆိုတဲ့အခါမှာကိုတရားကိုသဘောကျတယ်ဆိုရင်လောဘလေးကဖြစ်သွားဟောငါ့ကိုကြိုက်တဲ့လူတွေပိုးတယ်ဒါအနုရောဓလို့ခေါ်တယ်နော်အတရားကိုကြိုက်တဲ့လူတွေပိုးတယ်တရားနာတဲ့လူတွေများတယ်ဆိုတာဒါအနုရောဓအေးအလကားပါကွာလာသွားမနာတဲ့ပုဂ္ဂိုလ်လည်းပါဝိရောဓဆိုတာလည်းရှိတယ်အဲ့ဒါလိုအနုရောဓဝိရောဓနှစ်မျိုးပေါ်မှာတဲ့တမန်ပုဂ္ဂိုလ်တွေပုရုษင်ပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာဘာဖြစ်တတ်တုံးဆိုကိုတရားကိုကြိုက်တယ်ဆိုလို့ရှိရင်သဘောကျတယ်ကိုတရားကိုမကြိုက်ဘူးဆိုရင်သူကစိတ်ဆိုးတယ်ပေါ့ဒေါသဖြစ်တယ်ပေါ့အဲ့ဒီလိုဖြစ်တာကိုစိတ်ရဲ့ကန့်ညစ်မှုလို့ဒီလိုခေါ်တယ်ပေါ့နော်ကိုသဘောကျတယ်ဆိုရင်ကြိုက်တယ်ကိုသဘောမကျဘူးဆိုရင်မုန်းတယ်အဲ့တော့ကြိုက်ချင်းမုန်းခြင်းဟာကိုယ်စိတ်ထဲမှာလာပြီးတော့ညှိကပ်နေတယ်တွေ့တာနေတယ်အဲ့ဒါကြောင့်မို့သူကပြောတာဟောသူများကိုဆုံးပါတယ်ဆိုတာတဲ့ကြိုက်တဲ့လူရှိမယ်မကြိုက်တဲ့လူရှိမယ်အဲ့ဒီကြိုက်မကြိုက်ပုဂ္ဂိုလ်တွေပေါ်မှာလောဘဆိုတာနဲ့ဒေါသဆိုတာနဲ့ကိုယ်တော်ဘာလို့ဖြစ်ချင်ရတာလဲဘာလို့တွေ့တာရတာလဲအဓိပ္ပာယ်နဲ့မြတ်စွာဘုရားကိုအဲ့လိုလာပြီးတော့သူပြောတယ်အဲ့လိုလာပြောတဲ့အခါကျတော့မြတ်စွာဘုရားကတုံ့ပြန်ပြီးတော့ဒါကိုဖြည့်ရှင်းပြီးတော့ပြောကြတယ်နော်တုံ့ပြန်ဖြည့်ရှင်းတာ
ဟိတနုကံပိတံဗုဒ္ဓောယတိညမနုတတတိမတရားကိုသိတဲ့ဖရာဆိုတာတဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့တရားဟောတာတဲ့နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးတွေသိရှိနားလည်ကြပါစေနားလည်တဲ့အခါမှာမကောင်းတာတွေမလုပ်ပြီးအောင်ကောင်းတာတွေလုပ်ပြီးအောင်ဆိုတာတွေရှင်းလင်းပြတ်သားစွာနားလည်ပြီးကောင်းတာတွေလုပ်ပြီးရင်မကောင်းတာတွေမလုပ်ဘဲရှောင်ကြမယ်ဆိုရင်ချမ်းသာဒုက္ခရကြမှာပဲလို့ဆိုတဲ့ဟိတနုကံပိအကျိုးစီးပွားကိုလိုလားတဲ့စိတ်နားလည်စေခြင်းတဲ့စိတ်တတ်သိစေခြင်းတဲ့စိတ်ဆိုတာဟိတနုကံပိလို့ခေါ်အကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့သူများကိုတရားဟောတာပါတဲ့နော်တရားဟောတဲ့ဘုန်းကြီးတွေလည်းဒီစိတ်ပဲထားမှာဆိုလက်စောပြန်ဟောတဲ့တရားတွေကိုသိရှိကြပါစေနားလည်ကြပါစေနားလည်သွားလို့ရှိရင်ကိုယ့်ဘဝကိုနော်ထိန်းကျောင်းနိုင်ကြပါစေမကောင်းတာတွေရှောင်ကျဉ်ပြီးတော့ကောင်းတာတွေလုပ်နိုင်ခြင်းအဖြစ်ဘဝမှာတိုးတက်လန်းကိုရရှိကြပါစေဆိုဒီစိတ်ထက်မျိုးနဲ့ပဲတရားကိုခေါ်တာဖြစ်တယ်ပေါ့သူများကိုဆုံးမသွန်သင်တယ်ဆိုတာသူ့ရဲ့အကျိုးစီးပွားကိုမျှော်ကိုးပြီးလုပ်တာဖြစ်တယ်တဲ့အနုရောဓဝိရောဓိဟိဝိပမုတ်တောတထာဂတောငါဘုရားမှာတော့နော်ကိုယ်ကိုထောက်ခံသူဖြစ်စေမထောက်ခံသူဖြစ်စေကြိုက်သူဖြစ်စေမကြိုက်သူဖြစ်စေဘယ်သူပေါ်မှကြိုက်တဲ့ပုဂ္ဂိုလ်ပေါ်မှာနှစ်သက်တာတို့မကြိုက်တဲ့ပုဂ္ဂိုလ်ပေါ်မှာမုန်းတိတာတို့အဲ့ဒီလိုစိတ်ဓာတ်မျိုးငါတို့မှမရှိဘူးလုံးဝလွတ်သွားပြီလောဘဒေါသကလုံးဝလွတ်တယ်နော်တရားတွေရဲ့အကျိုးစီးပွားအတွက်သာငါဘုရားဆုံးမဩဝါဒပေးတာဖြစ်တယ်ပေါ့ထောက်ခံလို့လဲပို့ပြီးတော့မေတ္တာသက်ရောက်မှာမဟုတ်ဘူးမထောက်ခံသည့်အတွက်ကြောင့်လည်းပဲမုန်းတိမှာမဟုတ်ဘူးမုန်းတိခြင်းနှစ်သက်ခြင်းနဲ့ခြင်းဆိုတဲ့ဒီနှမျိုးစုံကနေငါဟာလွတ်မြောက်တယ်ဒါတွေကနေပြီးတော့ငါဘုရားဟာလွတ်မြောက်ပြီးသူဖြစ်တယ်လို့ဒီလိုတုံ့ပြန်ပြောလိုက်တဲ့အခါမှာမဏ္ဍကြီးဟာနောက်ဆုတ်ပြီးပျောက်ကွယ်သွားတယ်ဒါကသုတ်တန်တစ်ခုနောက်တစ်ခါ15ခုမြောက်သုတ်တန်ကိုမာနတသုတ်လို့ခေါ်တယ်ပေါ့မာနတသုတ်မာနတဆိုတာစိတ်ထဲ၌ဖြစ်တဲ့အရာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာဆိုအဓိပ္ပာယ်ရအဲ့ဒီမာနတသုတ်တန်မှာမြတ်စွာဘုရားတာဝတိမြို့စေတွင်ကျောင်းတော်မှာသတင်းသုံးနေတယ်အဲ့ဒါလို့သတင်းသုံးနေတဲ့အချိန်ကိုသူကမြတ်စွာဘုရားကိုတက်တက်ဒီတဏှာဝကလွတ်မြောက်ပြီးကိလေသာတွေကလွတ်မြောက်တယ်လို့မာနရဲ့အုပ်စိုးမှုအောက်ကလွတ်မြောက်တယ်လို့ယူဆနေတာမလွတ်မြောက်ဘူးဆိုတာ ਨੇ သူကအနှောင့်အယှက်ပေးခြင်းလို့ပြောတော့ဆိုအန္တလိခစရောပါသောရွာယံစရတိမာနတောတေနတံဘာရယိတာမိနမေတမနာမောက္ခတိမဏ္ဍကြီးကကြော်ခွင်းနေထောင်ထားတာတာမန်ကြော်ခွင်းကမြေကြီးပေါ်မှာပဲထောင်တယ်သူကကောင်းကင်မှာထောင်ထားတယ်ကောင်းကင်ထိအောင်မလွတ်ရဘူးကောင်းကင်ပြန်တက်သွားလည်းပဲသူ့ကြော်ခွင်းကမလွတ်ဘူးတဲ့အဲ့ကြော်ခွင်းဆိုတာဘာလို့ဆိုရင်တွေ့တာမှုဆိုတဲ့တဏှာသူ့ရဲ့ကြော်ခွင်းပဲလောကလူတွေစဉ်းစားကြည့်ရင်တွေ့တာမှုတွေနဲ့နေကြတာလေဘယ်သူဖြစ်ဖြစ်တွေ့တာစိတ်တွေနဲ့နေကြတာနောက်ဆုံးမှာဘယ်သူမှတွေ့စရာမရှိဘူးဆိုကိုယ့်ကိုယ်တွေ့နေတာလေတဏှာလောဘစိတ်နဲ့အဲ့ဒါလိုနေကြတာကိုနေတာဟာမဏ္ဍကြီးထောင်ထားတဲ့ကြော့ခွင်းထဲမှာမိနေတာ ਨੇ တူတူပဲပေါ့အဲ့တော့ကိုယ်စိတ်ထဲမှာတွေ့တာမှုတွေလောဘတွေဖြစ်နေလို့ရှင်အဲ့ဒီကြော့ခွင်းနဲ့မိနေတယ်လို့အန္တလိခစရောပါသောရွာယံစရတိမာနတောစိတ်ထဲမှာကောင်းကင်သွားတဲ့သရဝတောင်မလွတ်အောင်ထောင်ထားတဲ့ကြော့ခွင်းဆိုတာရှိတယ်တဏှာဆိုတဲ့ကြော့ခွင်းရာဂဆိုတဲ့ကြော့ခွင်းရှိတယ်တေနတံဘာရယိတာမိသင်ကိုလည်းငါဟောဒီကြော့ခွင်းနဲ့ဖမ်းပြမယ်နှိပ်စက်ပြမယ်ကြော့ခွင်းမိအောင်လုပ်ပြမယ်နမေတမနာမောက္ခတိကိုတော်ဟာတပည့်တော်လက်ကဘယ်တော့မှမလွတ်ဘူး
နော်ကိုတော့ဘယ်တော့မှတပည့်တော်လက်ကမလွတ်ဘူးလို့ဗန္ဒကြီးကဒီလိုနှောက်ယှက်ပြီးတော့မြတ်စွာဘုရားကိုလာရောက်ပြီးတော့ပြောတာမြတ်စွာဘုရားတဝါးတဲ့သတင်းသုံးနေတဲ့အချိန်မှာဒီစကားလာပြောတော့မြတ်စွာဘုရားကသူ့ကိုတုံ့ပြန်ပြီးတော့ဗာပြောတော့ဆိုရူပတတ္တရတခန္ဓာဖုတ္တပါသမနောရမလောကမှာလူတွေလူချင်းနေတဲ့အရာဘာတွေတော့နော်ဘာတွေတော့ဆိုမျက်စိနဲ့မြင်ရတဲ့အဆင့်အာယုံနားနဲ့ကြားရတဲ့အသံအာယုံလျှာနဲ့လျက်ရတဲ့အရာသာအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့အာယုံနဲ့ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံလို့ခေါ်တဲ့ကာမဂုဏ်အာယုံတွေပေါ့နော်လူတွေလိုချင်တယ်ဆိုတာအဲ့ဒါပဲတမန်စဉ်းစားမယ်ဆိုရင်အဲ့ဒါလိုချင်တာဟုတ်ပါဘူးပိုက်ဆံလိုချင်တာပါလို့ပြောကောင်းပြောလို့ဒါဖြင့်မင်းပိုက်ဆံဘာလို့ဖို့တော့ဆိုပိုက်ဆံကလှတာပါတာလေးဝယ်ဖို့လေအဲ့ဒါဆိုမျက်စိရောက်တာဗျာနော်တချင်းနှားထောင်နဲ့စက်ကလေးဝယ်မလေးအတန်နောက်ရောက်သွားတယ်နော်တမင်းကောင်းကောင်းဟင်းကောင်းကောင်းရှိတဲ့စားတော့ဆိုင်သွားစားမလေးဆိုရတာအဲ့ပိုက်ဆံကနေရတာနုညံ့တဲ့ဘိုးဘဲကလေးပါကိုယ်ခန္ဓာကိုယ်နဲ့လှပအစဉ်ပြေတဲ့အဝတ်အစားလေးဝယ်မယ်ဖုတ္တပါပေါင်းလိုက်ပဲဆိုလို့ရှိရင်လူတွေဟာပိုက်ဆံရှာကြတာဘာအတွက်တုံးဆိုမျက်စိကကြည့်ပြီးတော့လှတဲ့အာယုံအတွက်နားကနားထောင်ပြီးတော့ตาရတဲ့အတန်အတွက်နှာခေါင်းကနမ်းရှူထားတဲ့မွေးကြိုင်တဲ့အနံ့အတွက်လျှာနဲ့အရသာခံမှုအတွက်ခန္ဓာကိုယ်နဲ့အထိတွေ့ခံမှုဒီကာမဂုဏ်အာယုံဆွဆွဲ pleasure ဆိုတဲ့ဒါတွေအတွက်ပဲလှုပ်လှုပ်နေတာမဟုတ်လားပိုက်ဆံကိုဒီတိုင်းစားတာမှမဟုတ်တာနော်ပိုက်ဆံကဖြစ်ပေါ်လာမဲ့ကာမဂုဏ်အာယုန်တွေအတွက်လူတွေဟာပိုက်ဆံရှာတယ်လို့ပြောတာပိုက်ဆံရှင်ဒါတွေကရပြီလေပိုက်ဆံရှင်ရသွားပြီအဲ့တော့တမန်အဖြစ်ပြောမယ်ဆိုရင်တော့အလုရှာတယ်အလုရှာတယ်ဘာအတွက်အလုရှာပိုက်ဆံရပိုက်ဆံဘာလို့ဖို့လို့ဆိုဒါပဲကာမဂုဏ်အာယုန်တွေခံစားဖို့အတွက်ပဲပိုက်ဆံရှာကြနော်အဲ့ဒါကိုမြတ်စွာဘုရားချုပ်ပြောတာရူပတတ္တရတခန္ဓာဖုတ္တပါသမနောရမမျက်စိအမြင်ရတဲ့အစင်းတိုင်းအကောင်းတော့မဟုတ်ဘူးဒါကြောင့်မနောရမစိတ်ထဲမှာမွေးလျော်ဝယ်ကောင်းတဲ့အစင်းအတန်အနံ့အရသာထိတွေ့ဆိုတဲ့ကာမဂုဏ်အာယုန်တွေရှိတယ်တဲ့ဣထမေဝိကတောသံတော်အဲ့ဒီကာမဂုဏ်အာယုန်တွေပေါ်မှာခံစားခြင်းနဲ့စိတ်ရယူခြင်းနဲ့စိတ်ဆန္ဒငါမှမရှိဘူးကဲဘုန်းကြီးတို့တွေကြတော့လှတာလေးကြည့်ခြင်းနဲ့ตายရတဲ့အတန်လေးနားထောင်ခြင်းနဲ့ဝိချိုင်တဲ့အနံလေးနားရှုခြင်းဒါတွေလှိုခြင်းနေတာပဲလေစိတ်ကလည်းအဲ့ထဲမှာပျော်မွေ့အဲ့တော့မြတ်စွာဘုရားကတော့ငါအဲ့ဒီအာယုန်တွေကိုပေါ်မှာတွေ့တာမှုဆန္ဒတတ်မဲ့မှုဆန္ဒငါမှမရှိဘူးဆိုဒါဖြင့်မြတ်စွာဘုရားမျက်စိမကောင်းလို့လားနားမကောင်းလို့လားနော်နှာခေါင်းမကောင်းလို့လားရှားမကောင်းလို့ဘယ်ဟုတ်မှာတော့မြတ်စွာဘုရားကလည်းမျက်စိကလည်းကြည့်တယ်ကိုမြင်ရတယ်လှတာလည်းမြင်ရတယ်မလှတာလည်းမြင်ရနော်အတန်လည်းကောင်းတဲ့အတန်လည်းကြားရတယ်မကောင်းတဲ့အတန်လည်းကြားအနံ့ကလည်းမှုတဲ့အနံ့နမ်းတယ်လို့မကောင်းတဲ့အနံ့လည်းရမှာပဲအရသာလည်းကောင်းတဲ့အရသာမကောင်းတဲ့အရသာနော်အထီးတွေ့ရလည်းကောင်းတဲ့အထီးတွေ့မကောင်းတဲ့အထီးတွေ့ရှိသို့တော့မြတ်စွာဘုရားဟာဘုန်းတော်ကံတော်ကြောင့်ကောင်းတာတွေကြီးပဲတွေ့တော်လဲအဲ့ဒီပေါ်မှာကောင်းလိုက်တာဆိုတာတခါမှမရှိဘူးနော်လောဘနဲ့တွေးကြံတာတခါမှမရှိဘူးတဘာဝအရာဒီစိတ်ထဲမှာသိလိုက်တာလားရှိတယ်လူချင်းတဲ့လောဘဆိုတာမြတ်စွာဘုရားမှာမရှိဘူးဘုန်းကြီးတို့တွေကြတော့ဘာဖြစ်တယ်ဆိုတော့လူချင်းတာကောင်းလိုက်တာနောက်တာမျိုးရှိသေးလားလာအောင်ပါလေအဲ့ဒါလို့အဲ့ဒါကြောင့်မြတ်စွာဘုရားဣထမေဝိကတောသံတော်ဒီကာမဂုဏ်အာယုန်တွေပေါ်မှာငါမှာလူချင်းတက်မဲ့တဲ့စိတ်ဆန္ဒကင်းသွားပြီတဲ့ငါမှာလုံးဝတာတွေမရှိတော့ဘူးတဲ့ဒါကြောင့်မို့လို့မင်းထောင်နဲ့ကြော့ခွင်းနေရလကားပဲမြတ်စွာဘုရားမှာလာနှိမ့်ဆက်နိုင်စွာမရှိတော့နော်သူထောင်နဲ့ကြော့ခွင်းဆိုတာရာဂကြော့ခွင်းလေမြတ်စွာဘုရားကအဲ့ဒီလိုတဏှာရာဂတွေ့တာမှုဆန္ဒလုံးဝမရှိတော့
သူ့ကြောက်ပွဲနဲ့ဘာမှမဆိုင်တော့ဒါကြောင့်မို့နိယတောတောမတိအာနကဟေးဆိုးရုံလာတဲ့မနတ်ကြီးမင်းဟာအရှုံးသမားကြီးပါငါ့ကိုဘယ်တော့မှမင်းမနိုင်ပါဘူးမင်းဟာရှုံးနေပြီလို့အဲ့ဒီလိုမြတ်စွာဘုရားကကျုံဝါပြောဆိုခဲ့တာနဲ့အဆုံးသတ်ထားတာဖြစ်ပါတယ်ဘုရားမြတ်စွာကိုရောမြတ်ဟာလောကသားတို့အတွက်လောကအလယ်မှာဖြစ်ပေါ်လာရပြီးနောက်တစ်လျှောက်လုံးဘဝတ္တတစ်လျှောက်လုံးဟာသက်တော်80ဒီနေတဲ့ညကာလပတ်လုံးဖရာဘဝနဲ့45နှစ်တာကာလပတ်လုံးလောကသားတို့ရဲ့အကျိုးသက်သက်ကိုဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်။အဲဒီလိုဆောင်ရွက်တဲ့အခါမှာလောကသားတွေဆိုတာလူကောင်းရှိသလိုမကောင်းတဲ့လူတွေလည်းရှိကောင်းသူနဲ့မကောင်းသူဟာမကောင်းသူကပိုပြီးတော့များတယ်ပေါ့မြတ်စွာဘုရားကလောကသားတွေအတွက်ကောင်းကျိုးချမ်းသာတွေရစေတော့ဆိုတဲ့မေတ္တာကရုဏာကြီးမားစွာဖြင့်ဆောင်ရွက်တော်လဲမြတ်စွာဘုရားရဲ့အနီးကပ်တပည့်တွေတဲကပဲမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေကပေါ်ပေါက်ခဲ့ဘူးတဲ့ပေါ့သို့တော့များများပြားစားစားပေါ်ပေါက်တာတော့မဟုတ်ဘူးဒီဝရတ်တို့လိုထင်ရှားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့မထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်းမြတ်စွာဘုရားကိုဆန့်ကျင်ခဲ့တာရှိတယ်လောကမှာလူရည်လို့ဖြစ်လာလို့ရှိရင်ဘလောက်ကောင်းတဲ့အလုပ်ပဲလုပ်လို့အတိုက်ခံဆိုဒီမှာပေါ်လာစမြဲပဲဖြစ်တယ်ဒါလောကရဲ့သဘာဝမြစ်ကြီးဟာတရားတွေအတွက်လောကသားတွေအတွက်အေးချမ်းမှုတန့်စင်မှုကိုပေးနိုင်တော်လည်းပဲမြစ်ထဲဆင်းပြီးတော့ရေနစ်သေးတဲ့ပုံကိုယ်တွေမရှိဘူးလားဆိုရှိတာပေါ့နော်အဲ့ဒါမြစ်ရဲ့အပြစ်လားလို့ဆိုမြစ်ရဲ့အပြစ်မဟုတ်ဘူးလောကသားတွေရဲ့အပြစ်သားလည်းဖြစ်တယ်ထို့တူပဲမြတ်စွာဘုရားဟာလောကသားတွေကိုအကျိုးပြုဖို့ပွင့်လာတာဖြစ်တော့လေမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတာပေါ့မြောက်များစွာရှိတဲ့ထက်ကမှတ်တမ်းတင်ထားတဲ့ပုဂ္ဂိုလ်အချို့ရဲ့အကြောင်းကိုပိဋကတ်သုံးပုံမှာသိရှိကြသို့တော့မြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့တပည့်ဆက်ကြတရားဟောလိုက်လို့နာယူလိုက်တဲ့အခါမှာလူသားတွေကရှင်ကုဋ္ဌိမြတ်တူဟာဓမ္မနဲ့ပတ်သက်ပြီးတော့ဓမ္မစက္ခုဆိုတဲ့မျက်စိအမြင်ရသွားတယ်သို့တော့နတ်တွေပြမာတွေတဲကတော့နတ်တွေကအသင်္ချေပြမာပေါင်း18ခရီးဆိုတာဓမ္မစက္ခုရသွားစัจ java လာလို့ခေါ်တဲ့လောကကြီးနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆောင်ရွက်လုပ်ကိုင်မှုကြောင့်အကျိုးဖြစ်ထွန်းသွားတဲ့ပုဂ္ဂိုလ်တွေကများတယ်လို့ဒီလိုပြောရမှာဖြစ်တယ်။သို့တော့မြတ်စွာဘုရားကိုအကြောင်းပြုပြီးမြတ်စွာဘုရားပွင့်လာမှုကိုအကြောင်းပြုပြီးဘုရားကိုဆန့်ကျင်တဲ့စိတ်ဓာတ်တွေနဲ့မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာဆုံးရှုံးနေတာပြီးတန်တရားမှာဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ဖြေရှားဆုံးကတော့ရှင်ဒေဝဒနောက်ဆုံးမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ဒီမြေမြိုပြီးအဝိဇ္ဇငရဲမှာဆင်းရဲဒုက္ခကိုခံနေရတယ်ဆိုတာဟာအလုံးသိထားတဲ့အတိုင်းပဲပေါ့နော်ရှင်ဒေဝဒလိုပဲမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲပေါ်ပေါက်ခဲ့ဘူးတဲ့အဲ့ဒီပေါ်ပေါက်တဲ့ပုဂ္ဂိုလ်တွေထဲမှာစာပေကျမ်းဂန်မှာမှတ်တမ်းတင်ထားတာဒီရှုထောင့်အမြင်ကနေပြီးတော့ဆန့်ကျင်တဲ့ပုဂ္ဂိုလ်ရှိတယ်စကားနဲ့ဆန့်ကျင်ပြီးတော့မြတ်စွာဘုရားနဲ့အခြေတင်ပြောသည့်ထီအောင်ဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့ဘူးတဲ့ပေါ့ခဏိခေလူတွေမှာအခြေတင်ပြောခံရတဲ့ဆိုတာဘာပြောစရာလို့လဲမြတ်စွာဘုရားလိုပုဂ္ဂိုလ်တောင်မှလောကသားတဲ့နေရင်လောကရဲ့အခက်အခဲဆိုတာကြုံမှာပဲပေါ့လောကဓာတ်ဆိုတာလူတိုင်းကြုံတာပဲတာမန်ပုဂ္ဂိုလ်တွေအနေနဲ့စိတ်ဓာတ်ကြတရားမရှိဘူးလောကမှာအထွတ်ထိပ်ရောက်နေတဲ့ပုဂ္ဂိုလ်သူမြတ်တောင်မှပဲလောကသားတွေရဲ့ဆန့်ကျင်မှုကိုခံရတယ်ဆိုမြတ်စွာဘုရားကတခါတုန်းကမိန့်ကြားတယ်ငါဟာကြာပန်းနဲ့အလားတရံတူတယ်ကြာပန်းဆိုတာဟာတဲ့ရေထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်ရေထဲမှာကြီးပြီးတော့ရေမျက်နှာပေါ်ပြင်ပေါ်တက်ပြီးတော့ပွင့်တယ်ကြာပန်းသို့တော့ရေနဲ့ထိတွေ့ခြင်းမရှိဘူးရေဟာ
ကြာပန်းကိုညစ်ပေအောင်မလုပ်နိုင်ဘူးကြာပန်းပေါ်ရေကျလိုက်လို့ရှိရင်ကြာရွက်ပေါ်ကြာဘက်ပေါ်ကြာရေဟာလိမ့်ဆင်းသွားတယ်ထို့တူပဲငါဟာလောကထဲမှာမွေးတယ်လောကထဲမှာကြီးပြင်းတယ်ဒါပေမဲ့လောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီချစ်ခင်ခြင်းဆိုတဲ့တန်ရောစဉ်မုန်းတီးခြင်းဆိုတဲ့တန်ရောစဉ်လောကသားတွေပေါ်မှာဖြစ်ပေါ်လာတဲ့တန်ရောစဉ်တွေတခုမှမရှိပဲနဲ့လောကသားတွေနဲ့လွတ်လပ်ငါဘုရားဟာနေထိုင်ခဲ့တယ်နေထိုင်လျက်ရှိတယ်ဆိုတာကိုထိုသုတ်တံမှာမြတ်စွာဘုရားရှင်းလင်းဟောကြားတယ်အဲ့တော့လောကထဲမှာကြီးပြီးတော့လောကနဲ့လွတ်ကင်းနေနိုင်တယ်လွတ်ကင်းနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလောကလူသားတွေနဲ့မဆက်ဆံတာကိုလွတ်ကင်းနေတာဒီလိုပြောလို့တာမဟုတ်ဘူးလောကလူသားတွေနဲ့ချစ်ခင်တွေ့တာမှုဆိုတာလည်းမရှိဘူးလောကလူသားတွေပေါ်မှာမုန်းတီးမှုဆိုတာလည်းမရှိဘူးလောကသားတွေရဲ့အကျိုးကိုပြုတယ်ဆိုပါစို့ရေထဲမှာပွင့်တဲ့ကြာပန်းကြီးဟာရေနဲ့မလူးတော့လည်းပဲရေမျက်နှာပြင်ကိုလှအောင်လုပ်ထားတာတော့ကြာပန်းကြောင့်ပဲပေါ့အကယ်၍သာကြာပန်းမပွင့်ဘူးဆိုရင်ရေမျက်နှာပြင်ကလှเสียအကြောင်းမရှိဘူးမြတ်စွာဘုရားဟာလည်းလောကကြီးကိုအလှဆင်တဲ့အခါမှာလောကပေါ်မှာတာယာဆင်တဲ့အလှဆင်တာမဟုတ်ဘူးလွတ်လပ်ပြီးတော့မြင့်မြတ်တဲ့အသွင်တရံနဲ့အလှဆင်ခဲ့ပြီးလောကရဲ့အကျိုးကိုပြုခဲ့ကြာပန်းကြီးဟာမိမိပေါက်ဖွားရာရေကန်ရေမျက်နှာပြင်မောပေါက်ဖွားတင်းနေပြီးတော့ရေကန်ရဲ့အလှကိုတစားဆင်ပေးတယ်လို့ပဲမြတ်စွာဘုရားဟာလောကရဲ့အလှကိုတစားဆင်ပေးတဲ့ပုဂ္ဂိုလ်ကြာပန်းကရေကိုအကျိုးပြုတယ်လို့ပဲမြတ်စွာဘုရားကလည်းလောကသားတွေကိုအကျိုးပြုတယ်လို့ဒီလိုနှိုင်းရှင်ပြီးတော့လေ့လာလို့ရတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူတွေတုံးဆိုလို့ရှိရင်အရိဋ္ဌဆိုတဲ့ယဟန်သူ့မျိုးရိုးကဘာလုပ်လဲဆိုရင်လင်းဓာတွေကိုလင်းဓာငှက်တွေကိုတတ်တဲ့အမျိုးရိုးကနေလာခဲ့တာသာသနာပေါ်ဝင်ပြီးတော့ယဟန်ပြုပြီးတော့သူကမြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုသင်ရင်နဲ့နောက်ဆုံးမှာဝိနည်းကျမ်းဂန်ကိုတော့သူမလေ့လာဘူးဇာတကတို့သုတ်တန်တို့ဒါတွေကိုလေ့လာထားတဲ့ပုဂ္ဂိုလ်လေ့လာထားတော့ဒီနေ့ကျတော့သူတွေးတယ်မြတ်စွာဘုရားကဝိနည်းမှာဒီပထမပါရာဇိကသိက္ခာပုဒ်ဆိုတာပြည့်ညတ်တယ်ပထမပါရာဇိကသိက္ခာပုဒ်ဆိုတာဟာဒီယဟန်တွေဟာဒီလိန်ချင်းကွဲပြားတဲ့လိန်မတူတဲ့ပုဂ္ဂိုလ်နဲ့ sexual intercourse မလုပ်ဘူးလုပ်လို့ရှိရင်ယဟန်ဘဝဆုံးရှုံးရမယ်လို့သိက္ခာပုဒ်ပြညတ်ထားတာရှိတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကဘယ်လိုတွေးတုံဆိုရင်အိုးဖဲဂရိပါဆိုတဲ့နုညံ့တဲ့အဝတ်တွေထိတွေ့ရင်တောင်မှအပြစ်မရှိဘူးဆိုရင်ဒီလူသားဖြစ်တဲ့အမျိုးသမီးအတွေ့ဟာဘာလို့မအပ်ရမှာတော့တူတူပဲဘာမှမထူးဘူးပေါ့နော်သူလဲပိုးဖဲဂရိပါလဲရုပ်ပဲအမျိုးသမီးလဲရုပ်ပဲဆိုတဲ့တွေးခေါ်ချက်နဲ့သူကပထမပါရာဇိကကြီးကိုပြညတ်တာမှားတယ်ပေါ့မြတ်စွာဘုရားဒီလိုဝေဖန်တာဒီအတေအထိနှစ်ခုချင်းကိုတူညီတဲ့အနေအထားအနေနဲ့သူကကြည့်ရှုပြီးတော့ဝေဖန်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကခေါ်ယူဆုံးမတော်လည်းပဲသူ့အယူဝါဒကိုမစွန့်ဘူးအရိဋ္ဌဆိုတဲ့ယဟန်ပေါ်ပေါက်ခဲ့ဘူးတယ်နော်မြတ်စွာဘုရားရဲ့ပါရာဇိကသိက္ခာပုဒ်ကိုမြတ်စွာဘုရားကအေးပိုးဖဲဂရိပါအတွေ့နဲ့ဒီအမျိုးသမီးရဲ့အတွေ့ဆိုဒီမှာဒီအတွေ့နှစ်ခုဟာမတူဘူးပိုးဖဲဂရိပါအတွေ့ကိုတွေ့ထိလို့ဆံမဲ့ဖို့ရဲ့အန္တရာယ်မဖြစ်ဘူးအမျိုးသမီးရဲ့အတွေ့ကိုခံစားလို့ရှိရင်တော့ဆံမဲ့ဖို့ရဲ့အန္တရာယ်ဖြစ်တယ်လို့ဆိုတာကိုသူကဒါမဖြစ်နိုင်ပါဘူးလို့သူညင်းဆိုခဲ့တယ်ဟုတ်ညင်းဆိုခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီလိုဝိနည်းထဲမှာမှတ်တမ်းရှိတယ်နောက်တစ်ဦးကတော့တာတိဆိုတဲ့ယဟန်ပဲတာတိဆိုတဲ့ယဟန်ကမြတ်စွာဘုရားကနေဟောတယ်ရှုဆိုတာရူပံဘိက္ခွေအနတ္တဝေဒနာအနတ္တသင်ညာအနတ္တသင်္ခါရအနတ္တဝိညာဏအနတ္တ
ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုရယ်ခန္ဓာ၅ပါးဟာအနတ္တပဲအတ္တမဟုတ်ဘူးလို့မြတ်စွာဘုရားဟောတဲ့အခါတရားနာရင်သူကဘာစဉ်းစားတော့ဆိုအနတ္တအတ္တမဟုတ်ဘူးဆိုလို့ရှိရင်လုံးသမျှရဲ့အကျိုးကျေးဇူးတွေဘယ်သူခံစားမှာတော့နော်အတ္တမရှိဘဲနဲ့ဘယ်သူကလုံနေတာလဲငါမရှိရင်ဘယ်သူလုံတာလဲငါဆိုတာမရှိဘူးဆိုရင်ဘယ်သူလုံပြီးတော့အကျိုးရတဲ့အခါကျတော့ဘယ်သူကရတာလဲလို့တွေးခေါ်ရင်းကနေပြီးတော့သူကဝိညာဉ်လေးဟာပြုလုပ်သူဖြစ်ပြီးတော့အဲ့ဒီဝိညာဉ်လေးကပဲအကျိုးခံစားတယ်လို့ဆိုတဲ့မိစ္ဆာအယူဝါဒတစ်ခုကိုယူတယ်မြတ်စွာဘုရားကသူ့ကိုမေးတယ်အဲ့ဒီမှားယွင်းတဲ့အမြင်တစ်ခုကိုလက်ခံပြီးတော့နေတယ်ဆိုတာမြတ်စွာဘုရားကြားတော့မေးတယ်ဘယ်ဟာကိုအတ္တလို့ဆိုချင်တာလဲလို့ဆိုတော့သူကပြောတယ်ဒီဝတ္တောဝေထေယောတဲ့အကောင်းဆုံးကိုခံစားတတ်တယ်နော်ဝတ္တောစကားပြောတတ်တယ်ဝေထေယောအကောင်းဆုံးကိုခံစားတတ်တယ်ဟောဒီဝိညာဉ်လေးဒီဝိညာဉ်ကောင်လေးဟာဒီဘဝကနေဟိုဘဝကနေနောက်ဘဝတစ်ခုကူးပြီးတော့လောကမြတ်ကံရဲ့အကျိုးကျေးဇူးကိုခံစားနေတယ်ကံတရားတွေကိုပြုလုပ်သူဖြစ်တယ်လို့ဒါကိုယုံကြည်တယ်လို့ဆိုပြီးတော့ဟောတဲ့အခါမြတ်စွာဘုရားကအေးဟုတ်ပြီအဲ့ဒီဝိညာဉ်ကိုငါအကျဉ်းချင်းပြောခဲ့တယ်ဝိညာဏံပဋိစ္စသမုပ္ပါဒ်ရှိနေတဲ့အရှိတရားမဟုတ်ဘူးအကြောင်းတရားကိုစွဲမိပြီးမှသာဖြစ်လာတာအဲ့ဒီဖြစ်လာတဲ့အကြောင်းတရားကိုစွဲမိပြီးတော့ဖြစ်လာတဲ့ဝိညာဉ်ဆိုတဲ့အရာဟာလည်းပဲဖြစ်ပြီးနောက်ပျက်စီးသွားတာကြီးပဲဘယ်အရာကမှထာဝရမြဲနေတာမရှိဘူးအကြောင်းမဲ့လည်းဖြစ်လာတာမရှိဘူးဒီလိုယူဆတာမမှန်ကန်ဘူးဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကရှင်းပြပေမဲ့လို့လက်မခံဘူးနော်ဘုရားရဲ့ဆန့်ကျင်မဲ့ပုဂ္ဂိုလ်တွေပေါ့လက်မခံဘူးသူ့ရဲ့အယူဝါဒကိုမစွန့်ဘူးတဲ့ခဏိခေဘာသာနဲ့ဆန့်ကျင်မဲ့တွေယူဆတဲ့ပုဂ္ဂိုလ်တွေဟာဒီဘုရားကိုယ်တိုင်တွေးတဲ့အချိန်တောင်မှပဲအမှားအယွင်းကိုတွေးခေါ်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာဒီကနေ့ခေတ်မှာလည်းပဲမရှိဘူးလို့ပြောနိုင်ဘူးအများကြီးရှိလာတယ်ပေါ့ဟောနောက်တူကတော့ဘယ်သူတုံးဆိုလို့ရှိရင်မာလုကျဗုဒ္ဓဆိုတဲ့ကိုမာလုကျဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားကမိစ္ဆာအယူဝါဒနဲ့ပတ်သက်တဲ့မေခွန်းဆက်ချက်ကိုဘုရားမဖြေဘူးနော်အဲ့ဒီမေခွန်းဆက်ချက်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားအဖြေမထုတ်ဘူးအဲ့ဒီအဖြေမထုတ်တာနဲ့ပတ်သက်ပြီးသူကမကြည်မနှက်ဖြစ်တယ်မကြည်မနှက်ဖြစ်ရုံနဲ့မကဘူးမြတ်စွာဘုရားစီလာပြီးတော့အရှင်ဘုရားဒီမေခွန်းတွေကိုဖြေပါမသိရင်မသိဘူးလို့ပြောပါသိရင်သိတယ်လို့ပြောပါဖြေနိုင်ရင်ဖြေနိုင်တယ်လို့ပြောမဖြေနိုင်ရင်မဖြေနိုင်ဘူးလို့ပြောဝါတတာနဲ့မလုပ်ပါနဲ့လို့ဘုရားဟောတော်မှာပြောတဲ့ပုဂ္ဂိုလ်ပဲသူကမြတ်စွာဘုရားကရှင်းပြတယ်ဒီမေခွန်းတွေဟာအဖြေပေးလို့ဘာမှအကျိုးမရှိဘူးတဏှာဩကလွတ်ကင်းမှုအတွက်လည်းဘာမှအထောက်အကူမပြုဘူးဘုရားဆိုတာအကျိုးမရှိတဲ့စကားကိုပြောလို့မရှိဘူးနော်မြတ်စွာဘုရားမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်အဲ့ဒီစကားမျိုးသာဘုရားပြောတာမမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးဆိုတဲ့စကားမျိုးကိုမြတ်စွာဘုရားကလေကုံခံပြီးဘယ်တော့မှမပြောဘူးတဲ့နော်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားစီလာပြီးတော့အရေးဆိုတယ်အရေးဆိုတာကိုမြတ်စွာဘုရားကဘာဖြစ်လို့သူဒါတွေကိုမဖြေတာလဲဆိုတာကိုရှင်းပြဖြေလို့မရတဲ့မိဂုံးတွေဖြစ်သည့်အတွက်ကြောင့်မဖြေဘဲထားတာဟာအဖြေပဲလို့ဒီလိုရှင်းပြတော့လည်းပဲသဘောပေါက်ဖို့မရဘူးပေါ့နောက်ဆုံးမှာဘာလို့ကြဗုဒ္ဓဆိုတာနှစ်ဦးဖြစ်နိုင်တယ်ပေါ့သူတဦးတည်းဆိုလို့ရှိရင်နောက်ပိုင်းကျတော့သူမြတ်စွာဘုရားထံကနေပြီးတော့တရားဓမ္မနာရလို့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ပေါ့နော်အဲ့ဒါလို့ဘုရားနဲ့ဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲသာသနာမှာပေါ်ပေါက်ခဲ့လို့မှတ်တမ်းတင်ထားတာလည်းရှိတယ်အဲ့ဒီထဲမှာဘုရားကိုဆန့်ကျင်မဲ့လုပ်တဲ့ထဲမှာဒေဝတာပြီးရင်အဆိုးဆုံးလို့ပြောရမယ့်ပုဂ္ဂိုလ်တူရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကဘယ်သူတော့ဆိုရင်သူနဲ့ခတ္တဆိုတဲ့ယဟန်ပဲဖြစ်တယ်သူကလိဆွေမင်းသားတူဝေသာလီမျိုးသားလိဆွေမင်းသားတူပဲမြတ်စွာဘုရားတရားတန်ခါယရဏသုံးပါးကိုကြီးညိုပြီးတော့
လိပ်ဆွေအတိုင်းဝိုင်းကနေထွက်ခွာပြီးသာသနာပေါင်းဝင်လာပြီးတော့ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ပေါ့ဘုရားကိုလွန်ကြည်ညိုတယ်ပထမတော့သိကြည်ညိုတယ်မြတ်စွာဘုရားကြည်ညိုပြီးတော့သာသနာပေါင်းရောက်လာမြတ်စွာဘုရားကိုတောင်အလုပ်ကျွေးပြုတဲ့ပုဂ္ဂိုလ်တွေထဲမှာသူအပါဝင်ဖြစ်ဖူးတယ်ပေါ့နော်သို့တော်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဆုံးမှာဘုရားကိုစွန့်တရားစွန့်သံဃာစွန့်ပြီးတော့ဒီသာသနာပေါင်းကနေပြီးတော့ထွက်ခွာသွားသည့်အထိအောင်မြတ်စွာဘုရားကိုဆန့်ကျင်သွားတဲ့ပုဂ္ဂိုလ်တူဖြစ်သွားတယ်ပေါ့မြတ်စွာဘုရားကဘယ်လိုနားချပြီးတော့ပြောပေမဲ့လို့ဘုရားစကားကိုလုံးဝနားမထောင်တော့သူနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတဲ့သုတ်တန်လေးတွေရှိတယ်အဲဒီသုတ်တန်လေးတွေကနေဒီအကျဉ်းချုပ်ပြီးတော့ဒီကနေ့လောကသားတို့အတွက်မြတ်ဗုဒ္ဓကြိုးပမ်းအားထုတ်တာဟာဒီလိုသိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေအယူဝါဒမတူညီတဲ့ပုဂ္ဂိုလ်တွေကိုလည်းမြတ်စွာဘုရားကရုဏာထားပြီးတော့စိတ်ရှိရှိနဲ့စိတ်ရှိသိခံစွာနဲ့ဒီပုဂ္ဂိုလ်တွေမမှားရအောင်ဆုံးမသွန်သင်တယ်သို့တော့မရတာတော့မြတ်စွာဘုရားရဲ့တာဝန်မဟုတ်ဘူးနားမထောင်တဲ့ပုဂ္ဂိုလ်ရဲ့တာဝန်သာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့လောကသားတွေအတွက်ကြိုးပမ်းအထောက်မှုဟာအလွန်စိတ်ရှည်ရတဲ့သိခံရတဲ့အလုပ်တစ်ခုဖြစ်တယ်ပေါ့အများတော့ထင်ကောင်းထင်လိမ့်မယ်ဘုရားဆိုတာတကူကြီးတယ်တကူနဲ့အရာရာလှုပ်လို့ရလိမ့်မယ်လို့ဒီလိုထင်ကြလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားဟာအသိဉာဏ်ပေးတာသာဖြစ်တယ်ပေါ့အသိဉာဏ်ပေးတယ်သို့တော့မြတ်စွာဘုရားရဲ့ဘုန်းတော်ကံတော်ကဘာလဲလို့ဆိုရင်ဘုရားကိုဆန့်ကျင်မဲ့လို့လို့ရှိရင်အပြင်ပန်းအနေနဲ့သာဆန့်ကျင်မဲ့လို့ရကောင်းရလိမ့်မယ်မြတ်စွာဘုရားကိုအန္တရာယ်ပြုသည့်ထိအောင်ကတော့လုပ်လို့မရဘူးဒါဗုဒ္ဓနာဇီဝိတတနတ္တကကေနစီအန္တရာယောဂတုံမြတ်စွာဘုရားရဲ့အသက်အန္တရာယ်ကိုဘယ်သူမှမလုံးနိုင်ဘူးလူတွေမပြောနဲ့နတ်တွေပြမာတွေကစပြီးမြတ်စွာဘုရားကိုအသက်အန္တရာယ်မလုံးနိုင်ဘူးမဏ္ဍကြီးဟာမြတ်စွာဘုရားရဲ့အကျိုးမလိုလားဘူးအမြဲတမ်းအနှောက်အယှက်ပေးတယ်သို့တော်ဘုရားရဲ့အသက်အန္တရာယ်ကိုတော့သူထိခိုက်အောင်လုပ်လို့မရဘူးဒီလိုဆိုတာပေါ့ဗုဒ္ဓနာသဗ္ဗညုတညာနတ္တနတ္တကကေနစီအန္တရာယောဂတောမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးကိုလည်းပဲမသိရအောင်အနှောင့်အယှက်ပေးပြီးတော့ဉာဏ်တုံးသွားအောင်လုပ်လို့မရဘူးတဲ့ဘယ်သူမှအန္တရာယ်မပေးနိုင်ဘူးဘုရားကသိကျင်လို့ကြည်လိုက်လို့ရှင်ဉာဏ်တော်ထဲမှာအကုန်ပဲပေါ်လာမှာပဲဖြစ်တယ်မြတ်စွာဘုရားဉာဏ်နေတုံးသွားအောင်လုပ်လို့မရဘူးနောက်တစ်ခုကတော့ဗုဒ္ဓနာအဘိဓာနာစတုဏပစ္စယနာနတ္တကကေနစီအန္တရာယောဂတောမြတ်စွာဘုရားကိုလှူဖို့တမ်းဖို့ဆိုပြီးတော့ရည်မှန်းပြီးတော့ယူလာတဲ့ပစ္စည်းတွေကိုဘယ်သူမှအဟံတာအနှောင့်အယှက်မလုပ်နိုင်ဘူးဘုရားကိုမလှူရအောင်လို့ဆိုဟန္တာပိတ်ဆို့လို့မရနိုင်ဘူးတဲ့ဒါလည်းအန္တရာယ်လုံးလို့မရတဲ့ဟာတစ်ခုပဲနောက်တစ်ခါဗုဒ္ဓနာအတိတိယအနုပြင်စနာနံဗြဟ္မပပယဝါနတ္တကကေနစီအန္တရာယောဂတောမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာအလွန်တင့်တယ်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေရှိတယ်32ပါးသောယောက်ျားမြတ်လက္ခဏာနဲ့လက္ခဏာတော်ငယ်80တို့ဆိုတာအလွန်တင့်တယ်အဲ့ဒါတွေကိုအယုတ်ဆိုးအကြီးတန်သွားအောင်ဘယ်သူမှမလုပ်နိုင်ဘူးဗြဟ္မပပလို့ဆိုတဲ့တလန်လောက်ထွက်နေတဲ့ရက်ဝန်းအယောင်ဝန်းလေးကိုဘယ်သူမှမှောင်သွားအောင်အယောင်ပြောက်သွားအောင်လုပ်နိုင်စွာမရှိဘူးတဲ့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးအန္တရာယ်မပြုတ်နိုင်တာ၄မျိုးရှိတယ်ပေါ့ဒီလိုဆိုလို့တယ်အဲ့ဒီအန္တရာယ်မပြုတ်နိုင်တဲ့၄မျိုးဘယ်သူမှမလုပ်နိုင်သို့တော့မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့စကားပြောကြတာတွေတော့ရှိတယ်ပေါ့နော်မြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တယ်အယူဝါဒနဲ့ပတ်သက်ပြီးဘုရားတက်ပြီးတော့ညင်းတယ်ခုံတယ်ဆိုတာမျိုးတွေရှိတယ်အဲ့ဒီမှာသူနဲ့ခတ္တဆိုတဲ့လိပ်ဆွေမင်းသားကသင်္ကန်းဝတ်လာတဲ့ယဟန်တော်ပထမတော့မြတ်စွာဘုရားကိုအလွန်ကြည်ညိုတယ်အလွန်ကြည်ညိုရသူသင်္ကန်းဝတ်ပြီးတော့3နှစ်အတွင်းမြတ်စွာဘုရားစီကနီးတောင်းပြီးတော့သဗ္ဗထကျင့်စဉ်တစ်ခုကိုကျင့်တာသဗ္ဗထတစ်ခုကျင့်စဉ်တစ်ခုကိုကျင့်လိုက်တော့ဒိဗ္ဗစက္ခုဘိညာဉ်ထိအောင်ရသွားတယ်အဲ့တော့ဒိဗ္ဗစက္ခုဘိညာဉ်ရဖို့ဆိုတာပထမဇန်အောင်မြင်ရမယ်ဒုတိယဇန်အောင်မြင်ရမယ်တတိယဇန်အောင်မြင်ရမယ်စတုထဇန်ထိအောင်မြင်သွားသဗ္ဗထကျင့်စဉ်မှာပထမဇန်ဒုတိယဇန်တတိယဇန်အဆင့်၄ဆင့်တက်ပြီးတော့
စတုခနေနဲ့ဆိုရင်ဒီအဆင့်၄ဆင့်တက်သွားပြီးတော့ဒိဗ္ဗစက္ခုအဘိညာဉ်ထိအောင်ရသွားတယ်ဒိဗ္ဗစက္ခုအဘိညာဉ်ရသွားတော့သူကဒိဗ္ဗစက္ခုတစ်မျိုးတည်းတင်ပွားထားတော့သူရတာမျက်စိကနေပြီးတော့ဒိဗ္ဗစက္ခုရထားတဲ့အခါကျတော့ဒိဗ္ဗစက္ခုနဲ့ဒီကိုကြည့်ကျင်တဲ့နေရာတွေကိုသူအလင်းအောင်လွတ်ပြီးတော့ကြည့်တဲ့အခါအလွန်ချောအလွန်လှတဲ့နတ်တွေကိုသွားတွေ့ရတယ်နတ်သားနတ်သမီးတွေအလွန်ချောတယ်အလွန်လှကြတယ်ဒါပေမဲ့နတ်သားနတ်သမီးတွေစကားပြောနေတဲ့အတန်ကြတော့သူမကြားရဘူးဘာဖြစ်လို့လဲဆိုတော့သူကဒိဗ္ဗစက္ခုပဲရတယ်ဒိဗ္ဗသောတာနားမရဘူးမရတော့တယ်လီဖုန်းမရှိတဲ့လူလိုပေါ့နော်တယ်လီဖုန်းမရှိတဲ့လူကမျက်စိကတော့မြင်ရတယ်လေအတန်မကြားရဘူးအဲ့ဒါမျိုးဖြစ်နေတော့သူ့စိတ်ထဲမှာသူကြားခြင်းတယ်ဒိဗ္ဗသောတာအဘိညာဉ်နဲ့ဒီလောက်ချောဒီလောက်လှတဲ့နတ်တွေရဲ့အတန်ဟာဘလောက်များตาရလိုက်မလဲငါကြားခြင်းလိုက်တာဆိုပြီးတော့မြတ်စွာဘုရားကိုဒိဗ္ဗသောတာပရိက္ခနီလန်းကိုသွားပြီးတော့တောင်းတဲ့အခါကျတော့မြတ်စွာဘုရားကဘယ်တော့မှအကျိုးမရှိတဲ့အလုပ်ကိုလုပ်လို့မရှိဘူးဘုရားဆိုတာတောင်းလိုက်တဲ့အခါကျတော့သူ့ရဲ့အတိတ်ဘဝတန်တရားမှာသူ့မှာကံဆိုးကနေဟန်တားနေတာတခုရှိတယ်ဒိဗ္ဗသောတာမရနိုင်တော့အဟံတားတခုရှိတယ်ဘုရားလည်းမတတ်နိုင်ဘူးဒါကြတော့ကံကြမ္မာရဲ့ကမ္မဝိပါကောဗုဒ္ဓေနာပိအပတိပါဟိယောတဲ့ကံရဲ့အကျိုးတရားကိုမြတ်စွာဘုရားသူရင်နေဟန်တားလို့မရဘူးကံရဲ့စွမ်းတတ္တိကြောင့်သူဟာဒိဗ္ဗသောတာရနိုင်တဲ့ကုသိုလ်ကောင်းမှုမပါတဲ့အပြင်မှာဒီအကုသိုလ်တစ်ခုကိုကျွလွန်ထားတာအဲ့ဒီကံဟောင်းကနေပြီးတော့ဟန်တားနေတယ်ဘယ်လိုကျင့်ဒိဗ္ဗသောတာဒီဘဝမှာရမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကသူ့ကိုဒိဗ္ဗသောတာပရိက္ခကိုမဟောတော့ဘူးသူကလွန်ခဲ့တဲ့အတိတ်ဘဝတုန်းကကိုကျင့်သီလကောင်းတဲ့တရားဥတရားများရတဲ့သူတော်ကောင်းတဦးကိုဒီနာကံအောင်လုပ်ခဲ့ဘူးတယ်စေရနာဆိုးနဲ့နာကံအောင်လုပ်ခဲ့သည့်အတွက်ကြောင့်ဒီဘဝမှာသူဒိဗ္ဗသောတာရဖို့မရှိဘူးရိုးပဂတိနာတော့သူ့မှာရှိတယ်ပေါ့သို့တော့ဒိဗ္ဗသောတာကျင့်စဉ်ကိုပရိက္ခကိုလုပ်ပြီးတော့ဒိဗ္ဗသောတာအဘိညာဉ်ရနိုင်ဖို့အတွက်သူကုသကံမပါလာဘူးအခြေခံမရှိဘူးဒိဗ္ဗစက္ခုတော့သူရနိုင်တယ်ဒိဗ္ဗသောတာကျတော့ကံကြမ္မာကဝင်ပြီးတော့ဟန်တားနေတယ်အဲ့ဒါကိုမြတ်စွာဘုရားကအကျိုးမရှိတဲ့အလုပ်ကိုမလုပ်တဲ့အနေနဲ့သူ့ကိုဒိဗ္ဗစက္သောတာပရိက္ခကိုမဟောဘဲနဲ့ထားတယ်မဟောဘဲနဲ့ထားတဲ့အခါကျသူကဘာအထင်လွဲသွားတော့ဆိုကြည့်တော့လူဆိုတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကတစ်မျိုးစိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုရင်တစ်မျိုးတွေးပုံကသူဘယ်လိုတွေးလိုက်တော့ဆိုငါကလည်းမင်းသားဘဝကမင်းမျိုးကနေရဟန်းဖြစ်လာတာရဟန်းဂေါတမကလည်းမင်းမျိုးကနေရဟန်းဖြစ်တယ်အကယ်၍သာငါဟာအတန်လဲရုပ်လဲမြင်ရမယ်အတန်လဲကြားရမယ်ဆိုရင်သူ့အဆင့်မျိုးငါရောက်သွားမှာအဲ့ဒါကိုမနာလိုလို့ငါ့ကိုရုပ်မြင်ုံလားဟောပြီးတော့အတန်ကြားရအောင်နီးမပေးဘူးလို့ဆိုပြီးတော့အထင်လွဲသွားတယ်အဲ့ဒီအထင်လွဲမှုကြောင့်မြတ်စွာဘုရားအပေါ်မှာသူကရံညှိုးဖွဲ့ဓမ္မကြောက်စရာကောင်းတယ်နော်ဒါကိုယ့်ရဲ့အခြေအနေကိုမသိဘဲနဲ့မစင်စားနိုင်ဘဲနဲ့သူ့အတွေးကအဲ့ဒါလိုလွဲမှားစွာတွေးပြီးတော့မြတ်စွာဘုရားကပဲသူကြီးပွားမှာကိုမနာလိုသည့်အတွက်ကြောင့်သူနဲ့အဆင့်တူသောမှာစိုးလို့ဆိုပြီးတော့ဘုရားကသူ့ကိုဒိဗ္ဗသောတာပရိက္ခကိုမဟောတာလို့အဲ့ဒါလိုမှားရဲစွာယူဆတွေးတောပြီးမြတ်စွာဘုရားပေါ်မှာမကျေမနပ်တွေဖြစ်သွားအဲ့ဒီမကျေမနပ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ဒီမဟာလိသုတ်တံမှာသဲလွန်စာလေးဖော်ပြထားတာရှိတယ်သူ့ရဲ့တငယ်ချင်းတယောက်ရှိတယ်ဩထထဆိုတဲ့လိတ်ဆွေမင်းအဲ့ဒီလိတ်ဆွေမင်းနဲ့တွေ့တဲ့အခါသူကဘာပြောတော့ဆိုရင်ငါဟာတဲ့ဒီဇန်တရားတွေကိုသမထကျင့်စဉ်နဲ့ကျင့်ကြံကြိုးကိုအထုတ်လိုက်တဲ့အခါအလွန်လှပတဲ့ရုပ်အဆင်းရှိတဲ့နတ်တွေပြမာတွေကိုငါမြင်ရတယ်ဒါပေမဲ့လို့ตาရတဲ့သူတို့အတန်တွေကိုတော့ငါလုံးဝမကြားဘူး
3 နှစ်အတွင်းမှာငါဒီဟာအောင်မြင်ခဲ့တယ်လို့ဒီလိုသူပြောတယ်တဲ့အဲ့ဒါမြတ်စွာဘုရားကိုဥဋ္ဌတလိတ်ဆွေကမေးတယ်အရှင်ဘုရားသူပြောတာဟုတ်ပါသလားရုပ်တော်မြင်ရတယ်အတန်မကြားရဘူးဆိုတာဟုတ်သလားလို့ဆိုဟုတ်တယ်တဲ့ဘာဖြစ်လို့လဲဆိုသူ့ရဲ့တမာတိကိုကရုပ်မြင်မိုးရလောက်ပဲသူ့မှာတမာတိကအားထုတ်တာရှိတယ်အတန်ကြားရလောက်တဲ့တမာတိမျိုးသူ့မှာမရှိဘူးတဲ့ဒါကြောင့်မို့လို့သူအတန်မကြားဘူးရုပ်တော်မြင်ရတယ်ဆိုအဲ့ဒီလိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာဥဋ္ဌတလိတ်ဆွေမင်းကမေးတယ်အရှင်ဘုရားတဲ့သာသနာပေါင်းဝင်ပြီးတော့ယဟန်ဝတ်ကြတဲ့ပုဂ္ဂိုလ်တွေဟာအခုလိုနတ်တွေကိုမြင်ဖို့ဒီတမာရိစွမ်းအားတွေရပြီးတော့နတ်တွေရဲ့ရုပ်အဆင်းကိုမြင်ဖို့နဲ့နတ်တွေရဲ့အတန်ကြားရဖို့ဆိုတဲ့ဒီအကျိုးအတွက်ရှင်ဘုရားထံမှာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြတာလားဒီအကျိုးအတွက်ရည်ရွယ်ပြီးတော့လုပ်ကြတာလားလို့ဆိုမြတ်စွာဘုရားကဘယ်ဟုတ်မလဲတဲ့ဒါကအောက်တန်းစားလေးပဲရှိသေးတယ်သာသနာပေါ်မှာဓိတဲ့အဆင့်မြင့်တဲ့အကျိုးတွေအများကြီးရှိသေးတယ်အဲ့ဒီအကျိုးတရားတွေအတွက်သာငါသာသနာမှာဝင်ပြီးတော့ယဟန်ခံကြတာဒီသမာဓိဘာဝနာအတွက်မဟုတ်ဘူးသာယောဇဉ် 3 မျိုးပယ်ရှားပြီးအပေပိတ်သွားတဲ့သောတပန်ဖြစ်ဖို့ကာမဘုံမှာတစ်ချိန်သာလာပြီးတော့ဘဝအဆုံးသတ်မဲ့တဂရကံပုဂ္ဂိုလ်ဖြစ်ဖို့ကာမရာဂနဲ့ဗျာပါဒလို့ဆိုတဲ့ဒီကာမနဲ့ပတ်သက်တဲ့အာယုန်တွေရာဂတရားတွေဒေါသတရားတွေဖယ်ရှားပြစ်ပြီးတော့ဗြဟ္မပြေမှာအဆုံးသတ်မဲ့အနာဂံပုဂ္ဂိုလ်အနာဂံအဖြစ်ရောက်ဖို့ ਨੇ အာသဝတရားတွေလုံးဝကင်းစင်သွားတဲ့ယဟနာပုဂ္ဂိုလ်အဖြစ်ရောက်ဖို့ဆိုတာဒါတွေဟာဓိတဲ့မြင့်မြတ်တဲ့တရားတွေဖြစ်တယ်အဲ့ဒါတွေအတွက်သာသာသနာပေါင်းဝင်ပြီးတော့ယဟန်ခံကြတာဖြစ်တယ်မြတ်သောကျင့်ကိုကျင့်ကြတာဖြစ်တယ်သာသနာရဲ့အမျက်ဆုံးဥတည်ချက်ဟာအရတ္တဖလပရိယောဒနာသာသနာလို့ဆိုတဲ့အတိုင်းယဟနာဖြစ်ဖို့ဟာသာသနာအတွက်အဓိကပန်းတိုင်ပဲဖြစ်တယ်ပေါ့အရတ္တဖို့ဟာအဓိကပန်းတိုင်ပဲသောတာပန်ဖြစ်မယ်သောတာပန်နဲ့ရမနေရဘူးတဂရကဖြစ်အောင်လုပ်ရမယ်တဂရကဖြစ်ပြီးရင်အနာဂံဖြစ်အောင်လုပ်ရမယ်အနာဂံဖြစ်ပြီးရင်ယဟနာဖြစ်အောင်ကြိုးစားအထောက်နောက်ဆုံးမှာအရတ္တဖို့ဆိုတဲ့တရားဓုတရားမြတ်ရမှသာလျှင်ကိစ္စပြီးတာဖြစ်တယ်အဲ့ဒီအတွက်သာသနာတော်ရဲ့ပန်းတိုင်ရရှိနိုင်တဲ့အကျိုးတရားကအဲ့ဒီအတွက်လုပ်ကြတာပဲဒါဖြင့်ရောအရှင်ဘုရားလမ်းစဉ်ရောရှိသလားရှိတာပေါ့လမ်းစဉ်ကဘာလဲဆိုရင်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပစတဲ့မဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားဟာဒီသောတပတ္တိဖို့သဂရဂမိဖို့အနာဂမိဖို့ရတ္တဖို့လို့ဆိုတဲ့ဒီမတရားဖို့တရားတွေကိုမျက်မှောက်ပြုနိုင်တဲ့နိလမ်းပဲဖြစ်တယ်အကျင့်ကောင်းပဲဖြစ်တယ်လေမြတ်စွာဘုရားကဒီလိုရှင်းပြပြီးအကျက်တဝင်းဟောပြောတယ်သာသနာနဲ့ပတ်သက်ပြီးအဲ့ဒီမှာအဲ့ဒီအချိန်တုန်းကသူနခတ္တဖောက်ပြန်တဲ့စိတ်မရှိသေးဘူးပေါ့သို့တော့မြတ်စွာဘုရားစီကနေပြီးတော့ဒိဗ္ဗသောတပရိကံကိုမရတဲ့အတွက်ကြောင့်ရတော့လေသူတရားထုတ်လို့ဒီတမာတိကိုမရဘူးမရသည့်အတွက်ကြောင့်မကြည်မနှက်တွေဖြစ်လာမကြည်မနှက်ဖြစ်လာအဲ့ဒီမကြည်မနှက်ဖြစ်လာတာနဲ့ပတ်သက်ပြီးတော့သူဘုရားပေါ်မှာဆန့်ကျင်မဲ့လှုပ်လာတယ်နောက်ပိုင်းနော်မြတ်စွာဘုရားပေါ်မှာဆန့်ကျင်မဲ့တွေလှုပ်လာပြီးတော့ဒီနေ့ကျတော့ဘုရားစီသွားတယ်သွားပြီးတဲ့အခါဘာပြောတော့ဆိုရင်ဒီနေ့ကစပြီးတော့တဲ့အရှင်ဘုရားနဲ့လမ်းခွဲတော့မယ်နော်ပြည့်စက်ခါပြီးအရှင်ဘုရားကိုလုံးဝဆရာအဖြစ်ကဆွန့်လွတ်တယ်ဟဲ့လားဆရာကိုဆွန့်ဆရာအဖြစ်ကဆွန့်လွတ်တယ်အရှင်ဘုရားကိုမိကိုပြီးတော့လည်းမနေတော့ဘူးဆိုတော့မြတ်စွာဘုရားကသူ့ကိုပြောတယ်နေပါအောင်တဲ့သူနခတ္တငါကမင်းကိုသူနခတ္တရေးလာခဲ့နော်ငါရဲ့တပည့်ခံပြီးတော့မင်းနေပါလို့ငါကမင်းကိုပြောခဲ့သလားတဲ့မပြောခဲ့ဘူးမင်းကရောငါစီလာပြီးတော့အရှင်ဘုရားထံတပည့်တော်တပည့်ခံပြီးတော့နေပါရစေလို့ရောလျှောက်ဖူးသလားမလျှောက်ဘူးဒါဖြင့်မင်းနဲ့ငါနဲ့ဟာဘာဖြစ်လို့ငါ့ကိုဒီလိုစွန့်တယ်ဆိုတဲ့စကားပြောတာမှန်
ရားနဲ့သူကြားထဲမှာအပေးယူငကိုရှိရမှာမဟုတ်တာသူစေရနာနဲ့သူဝင်လာတာလေအရှင်ဘုရားကိုတပည့်တော်ကတပည့်ခံမရစေဆိုလို့အေးဒါတပည့်ခံမြတ်စွာဘုရားကလည်းသူနခတ္တရေလာခဲ့ငါတပည့်လို့ဒီလိုခေါ်တာရှိသလားမရှိဘဲနဲ့ဒီနေ့ကနေစပြီးအရှင်ဘုရားကိုစွန့်တယ်ဆိုမင်းနဲ့ငါနဲ့ပိုင်ဆိုင်မှုလည်းရှိတာလည်းမဟုတ်ဘူးဆက်သွယ်မှုလည်းရှိတာလည်းမဟုတ်ဘူးဘယ်လိုလုပ်ပြီးတော့စွန့်မှာလဲဘာကိုစွန့်မှာလဲလို့မြတ်စွာဘုရားဒီလိုဖြေရှင်းပြောတဲ့အခါကျတော့သူကဘာပြောတော့ဆိုအရှင်ဘုရားကတဲ့တပည့်တော်ကိုတကိုးမပြဘူးတဲ့နော်ထူးဆန်းအံ့ဩဖွယ်တကိုးတွေကိုမပြဘူးမပြလို့တပည့်တော်ကရှင်ဘုရားကိုစွန့်လွတ်တယ်ပေါ့အဲ့ဒီတော့မြတ်စွာဘုရားရှင်းပြတယ်နေပါအောင်နဲ့မင်းကငါအရင်ကပြောခဲ့သလားသူနဲ့ခတ္တလာငါစီလာခဲ့ငါကတကိုးပြမယ်မင်းကရောအရှင်ဘုရားတကိုးပြရင်တပည့်တော်ကတပည့်ခံမယ်လို့ရောငါ့ကိုပြောဘူးသလားမပြောဘူးအဲ့လိုမပြောဘူးပဲနဲ့အပေးယူမရှိပဲနဲ့အခုလာပြီးတော့ဘာဖြစ်လို့ငါ့ကိုဒီလိုပြောရတာလဲလို့မြတ်စွာဘုရားအကျိုးသိအကြောင်းနဲ့ရှင်းပြတာလေလောကမှာအပေးယူရှိမှသာလျှင်ဆွန့်လွတ်တယ်လို့ပြောလို့ရတာကိုနော်အပေးယူစာချုပ်လည်းမရှိဘူးတုံးနဲ့တူဟာသူ့သဘောနဲ့သူလာတာပြန်တော့လေသူ့သဘောနဲ့သူပြန်ခွင့်ရှိတယ်လေနော်ကိုယ်သဘောနဲ့ကိုလာတာကိုယ်သဘောနဲ့ကိုသာသနာပေါင်းဝင်လာတယ်ကိုယ်သဘောနဲ့ကိုပြန်ထွက်တယ်ရတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့သူကအချင်းချင်းအပြန်အလှန်သဘောတူညီချက်ကိုရှိထားတဲ့ပုံစံမျိုးနဲ့ပြောလို့မြတ်စွာဘုရားရှင်းပြောအဲ့တော့ငါကတကူပြမယ်လာခဲ့ငါတပည့်ခံလို့ငါပြောဘူးလားတဲ့သင်္ဃာရောအရှင်ဘုရားစီအရှင်ဘုရားတကူပြမယ်ဆိုရင်တပည့်တော်သာသနာပေါင်းဝင်မယ်လို့ရောပြောဘူးလားမပြောဘူးဒါဖြင့်ဘယ်သူမှဘယ်သူဝန်ခံထားတာမရှိဘဲနဲ့စွန့်တယ်ခွာတယ်ဒီနေ့ကနေစပြီးဆရာအရာမထားဘူးဆိုတာငါကရောဆရာလို့ငါ့ကိုငါပြောခဲ့သလားမင်းကရောငါတပည့်လို့ပြောခဲ့ဘူးသလားလို့ဒီလိုမြတ်စွာဘုရားကမေးတဲ့အခါကျတော့သူမဖြေနိုင်တော့ဘူးအဲ့ဒီမှာမြတ်စွာဘုရားကတကိုးပြသည်ဖြစ်စေမပြသည်ဖြစ်စေငါဟောတဲ့တရားတွေဟာဟောတဲ့အတိုင်းဖြစ်မဖြစ်ဘယ်လိုသဘောရလဲဆိုအရှင်ဘုရားဟောတာတွေကဟောတဲ့အတိုင်းဖြစ်ပါတယ်ဟုတ်တယ်လေသူကိုယ်တိုင်ပဲဒိဗ္ဗစက္ခုပရိကံတိုင်းจิตကြံကြိုးကိုအထုတ်လို့အမတန်ချောအမတန်ချရတဲ့နတ်သားနတ်သမီးတွေကိုမြင်ရတယ်ဆိုတဲ့ဟာဒါအောင်မြင်မှုပဲလေတကယ်ကျင့်လို့တကယ်ရတယ်ဆိုတာသူကိုယ်တိုင်လည်းသိထားဒါကြောင့်မို့မြတ်စွာဘုရားကဒါနေယနိကဆိုတာအဲ့ဒါကိုပြောတာနေယနိကတကယ်လုပ်ရင်တကယ်ဖြစ်တာနေယနိကလို့ခေါ်တယ်မြတ်စွာဘုရားတရားတော်တွေကစိတ်ကူးရင်ပြောတဲ့အရာမဟုတ်ဘူးအတွေးခေါ်တစ်ခုတက်တက်မျှတာမဟုတ်ဘူးဒါကြောင့်မို့လို့ဖီလိုဆိုဖီနဲ့နှိုင်းယှဉ်ပြီးတော့ပြောကြတယ်ဖီလိုဆိုဖီဆိုတာအတွေးဖို့ရာတက်တက်ပြောတာလက်တွေ့မပါမြတ်စွာဘုရားတရားတော်တွေကဖီလိုဆိုဖီမဟုတ်ဘူးနော်တွေးခေါ်ဆင်ញင်သုံးသပ်ရတဲ့ပညာမျိုးကြီးမဟုတ်ဘူးလက်တွေ့အကောင်အထည်ဖော်လို့ရတဲ့ပညာမျိုးသီလဆိုရင်လည်းလက်တွေ့ကျင့်သုံးရမယ်သမာဓိဆိုလည်းလက်တွေ့ကျင့်သုံးရမယ်ပညာဆိုတာလည်းလက်တွေ့ကျင့်သုံးရသိက္ခာ၃ရပ်အကျင့်မြတ်ဆိုတာလက်တွေ့ကျင့်သုံးလို့ရတယ်ရလို့အောင်မြင်လာလို့ရှိရင်လည်းပဲအကျိုးကျေးဇူးဆိုတာတိုက်ရနိုင်တယ်ပေါ့ဒီလိုဆိုတာပေါ့အဲ့တော့မြတ်စွာဘုရားကတကောဗျာတိကပြသည်ဖြစ်စေမပြသည်ဖြစ်စေငါပြောတဲ့အတိုင်းလုပ်ရင်မဖြစ်ဘူးလားဖြစ်သလားမဖြစ်ဘူးလားလို့မေးတော့သူကဖြစ်ပါတယ်လို့ဝန်ခံတယ်အဲ့ဒါကြောင့်အဲ့ဒီကလေးကမင်းမှားနေပြီပေါ့ဖြစ်ဖို့ရတာအရေးကြီးတာတကောပြဖို့အရေးကြီးတာလားလို့အဲ့ဒီကြတော့အတွန့်တက်လာပြန်တယ်သူကဘာပြောတော့ဆိုအရှင်ဘုရားကတဲ့အစကိုမှမဟောတာပေါ့ဘာကစတယ်တန်တရားရဲ့အစဘဝတစ်ခုရဲ့အစကိုအရှင်ဘုရားမပြောဘူးတဲ့အဲ့ဒါကြောင့်မကြည့်တတ်ဘူးပေါ့အဲ့ဒီမှာလေမြတ်စွာဘုရားမေးခွန်းထုတ်တယ်နေပါအောင်နဲ့မင်းကရောငါ့ကိုတောင်းဆိုခဲ့သလားအရှင်ဘုရားရဲ့တပည့်ခံမယ်အစကိုဟောပါကဘာဥအစကိုအခင်ညလို့ဆိုတာကဘာဥနော်လူသားတွေရဲ့အစဘဝရဲ့အစတန်တရားရဲ့အစဒီလိုဟောမယ်ဟောပါဟောလို့ရှိရင်တပည့်တော်တပည့်ခံမှာမယ်လို့ဒီလိုအပေးယူလုပ်ခဲ့သလားငါကရောမင်းကိုလာခဲ့သူတက္ကတာငါစီလာတပည့်ခံငါအစဟောမယ်လို့ငါပဋိညာဉ်ပေးထားတာရှိသလားဆိုမရှိပါဘူးဗျအေးမရှိလို့ရှိရင်ဘာကြောင့်ငါ့ကိုဒီစကားနဲ့ပြောရတာလဲပေါ့
အစကိုဟောသည်ဖြစ်စေမဟောသည်ဖြစ်စေငါပြောတဲ့တရားတိုင်းလိုက်နာကျင့်သုံးလို့ရှိရင်အကျိုးသက်ရောက်မှုရှိမရှိဆိုတော့အကျိုးသက်ရောက်မှုကတော့ရှိပါတယ်ရှိဖို့ရတာလူရင်းဖြစ်တယ်လို့မြတ်စွာဘုရားစိတ်ရှိလက်ရှိရှင်းပြတာကိုသူလက်မခံတော့မြတ်စွာဘုရားသူ့ကိုဘာပြောတော့ဆိုသူနဲ့ခတ်တာတဲ့မင်းစဉ်းစားတဲ့ဟောဘုရားကိုစွန့်မယ်တရားကိုစွန့်မယ်သံဃာကိုစွန့်မယ်ဘုရားကိုစွန့်ခွာပြီးတော့သူကဒီနေ့ကစပြီးသူ့ဆရာမဟုတ်တော့ဘူးဆိုတာကိုမြင်းပင်မှာစွန့်ခွဲမှာအဲ့တော့မြတ်စွာဘုရားစဉ်းစားတဲ့ဒီချိန်တုန်းကဝိစီနိုင်ငံတော်ကြီးမှာလှည့်လည်ပြီးတော့ဘုရားရဲ့ဂုဏ်ကျေးဇူးတွေတရားရဲ့ဂုဏ်ကျေးဇူးတွေသံဃာရဲ့ဂုဏ်ကျေးဇူးတွေကိုမင်းပြောခဲ့တယ်တဲ့အဲ့ဒီလိုတစ်ချိန်တုန်းကတော့ကောင်းရကောင်းကြောင်းတွေလူကြားထဲမှာအကြိမ်ကြိမ်ပြောပြီးတော့မှအခုချိန်မှာဘုရားတရားသံဃာရဲ့နာသုံးပါးကိုစွန့်ခွာသွားမယ်ဆိုရင်မင်းကိုဘယ်လိုထင်ကြမလဲတဲ့သူနဲ့ခတ်တာဟာတရားဓမ္မကိုပေါက်ရောက်အောင်မကျင့်နိုင်လို့ကျင့်နိုင်တဲ့စွမ်းရည်တတ္တိတွေမရှိလို့သူဒီလိုဖြစ်လာတာလူညံ့တယောက်ပဲလို့မင်းပြောခံရလိမ့်မယ်တဲ့အကယ်၍သာသနာပေါ်ကထွက်သွားလို့ရှိရင်လူညံ့တယောက်လို့ပြောခံရလိမ့်မယ်စဉ်းစားပြီးတော့လုံးလို့မြတ်စွာဘုရားဆုံးမလည်းမရဘူးသာသနာပေါ်ကသူကထွက်ခွာမယ်ပဲနော်ဘုရားကိုစွန့်မယ်အဲ့ဒီမှာဇလန်းလေးတစ်ပုဒ်ဇလန်းတွေနဲ့ပတ်သက်ပြီးတော့သူနခတ္တနဲ့ပတ်သက်ပြီးမြတ်စွာဘုရားမကျေနပ်မှုတွေနဲ့ပတ်သက်တဲ့ဇလန်းသုံးပုဒ်ပါဠိကသုတ်တံမှာဟောပြောထားတာရှိတယ်မှတ်တမ်းတင်ထားတာရှိတယ်သူကပထမကကောရခတ္တိယဆိုတဲ့ခွေးအကျင့်ချင်းနဲ့အစိလကတယောက်ရှိတယ်ဘဝမို့ဘူးသူ့ရဲ့အကျင့်ကခွေးကျင့်တယ်ပေါ့နော်ခွေးကျင့်တယ်အဲ့ဒီခွေးကျင့်နဲ့ကောရခတ္တိယဆိုတာနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးတစ်ခုမြတ်စွာဘုရားပြန်ဟောပြသူ့နဲ့ခတ္တဘုရားပေါ်မှာမကျေနပ်တာတွေတော်တော်များများဖြစ်လာခဲ့ဘူးလို့အဲ့ဒီကောရခတ္တိယဆိုတာခွေးအကျင့်ဆိုတာခွေးလူလေးဘက်ထောက်သွားတယ်အစာစားတဲ့အခါမှာလည်းပဲပါးစပ်နဲ့စားတယ်လက်နဲ့ယူမစားဘူးအကုန်လုံးပဲခွေးဆိုတာလူတိုင်းမြင်ဘူးနေကြတာပဲခွေးအိတ်သလိုအိတ်တယ်ခွေးသွားသလိုသွားတယ်ခွေးစားသလိုသွားတယ်ခွေးစားသလိုစားတယ်နောက်ဆုံးမှာခွေးကျင်ငယ်စွန့်သလိုစွန့်တယ်ပေါ့ပေါင်တစ်ဖက်မြောက်ပြီးတော့အကုန်လုံးခွေးစတိုင်အပြည့်ယူထားတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီလိုကိုကုရဝတိကခွေးကျင့်တယ်ဆိုခွေးကဲ့သို့နေထိုင်ပါမည်အဲ့ဒီလိုနေထိုင်ခြင်းအပြင်တန်လျာဥကလွတ်တယ်လို့ယူဆအတော်ကြောက်စရာကောင်းတယ်နော်အရင်မှားပြီဆိုလို့ရှိရင်တန်လျာဥကလွတ်ဖို့ကျင့်တယ်ခွေးလို့ကျင့်လို့ရှိရင်ခွေးဖြစ်စေတတ်တဲ့ဘဝခွေးဖြစ်နိုင်တဲ့အကုသိုလ်တွေကလွတ်မြောက်ပြီးတော့တန်လျာဥကလွတ်တယ်လို့ယူဆကြတယ်သူတို့ယူဆအဲ့ဒါလို့ယူဆပြီးတော့ခွေးစတိုင်အပြည့်နဲ့ခွေးပုံစံကြကျက်နိုင်ရမယ်သူအလုံးခွေးနဲ့တူရပူရာတွေရောဘာတွေရောနေမှာပေါ့နော်အကုန်လုံးခွေးလိုနေရအဲ့ဒါလို့ခွေးကျင့်တယ်ဆိုတော့ကုက္ကုရဝတိကဘုရားလက်ထက်ကရှိတယ်ပြောအဲ့ဒီကောရိကတ္တိယကြီးကခွေးကျင့်ဒီနေ့ကျတော့မြတ်စွာဘုရားရဲ့နောက်ကနေပြီးသပိတ်သင်္ကန်းကိုပိုက်ပြီးတော့ဘုရားရဲ့အလုတ်ကျွေးအနေနဲ့သူနခတ္တဆွမ်းငံဝင်ကြတာမြတ်စွာဘုရားနောက်ကလိုက်တဲ့အခါကျတော့လမ်းမှာအဲ့ဒီကောရခတ္တိယဆိုတဲ့ခွေးကျင့်တဲ့တက်ကြွနဲ့တွေ့တဲ့အခါကျတော့သူကဟိုကခွေးလိုသွားနေတာလေးဘက်ထောက်ပြီးတော့ခွေးလိုသွားတယ်သူ့ကိုကြည်ညိုတဲ့လူတွေကမြေကြီးပေါ်အစာပုံပေးတာကိုပါးစပ်နဲ့ထိုးဟပ်ပြီးစားနေတာနော်အဲ့ဒါကိုမြင်တဲ့အခါကျတော့သူကအံ့ဩလိုက်တာရေမတ်တီးပြီးဩရဟနာဆိုတာဒါမျိုးနေမှာဒီလိုပုဂ္ဂိုလ်မှရဟနာကြီးအဝလည်းမဟုတ်ဘူးလူစင်စစ်ကခွေးလို့နေတာကိုရဟနာလို့ထင်တာနော်အံ့ဩစရာအလွန်ကောင်းတယ်အခုခေတ်လောက်အဲ့လောက်ဆိုးမဲ့လူမရှိဘူးထင်တာပဲကြားနော်သူကတော့ဟောဒါတကယ်ရဟနာဒီပုဂ္ဂိုလ်ပဲဖြစ်မှာပဲကြည်စမ်းမှာခွေးစတိုင်အပြည့်ယူပြီးတော့ကျင့်နေတာဒါရဟနာဖြစ်မှာပဲလို့
တွေးတာမြတ်စွာဘုရားနောက်ကလိုက်ပြီးတွေးတော့မြတ်စွာဘုရားကလှည့်ပြီးတော့သူ့ကိုပြောလိုက်တယ်သူ့စိတ်အကြံကိုသိတော့ဘာပြောလိုက်တော့ဆိုရင်မြတ်စွာဘုရားသူ့ကိုမောခပုရိသအလကားလူပဲသူ့နဲ့ခတ်တာမင်းအလကားလူပဲဟောအလကားလူပဲလို့ပြောလိုက်တဲ့အခါကျတော့အရှင်ဘုရားဘာဖြစ်လို့တပည့်တော်ကိုပြောတာတုံးဆိုမင်းအလကားလူပဲမင်းတို့လူကတောင်မှပဲသမဏတัจจဗုဒ္ဓိယတัจจဗုဒ္ဓရဲ့တပည့်ခန်းနေရသေးတယ်မင်းတို့စိတ်ဓာတ်ရှိတဲ့လူကသမဏတัจจဗုဒ္ဓိယလို့ဝန်ခံနေရသေးတယ်လို့မြတ်စွာဘုရားပြောလိုက်တဲ့အခါမှာသူကစိတ်ထဲမှာအောင့်သွားတယ်ရှင်ဘုရားဘာဖြစ်လို့တပည့်တော်လို့ပြောတာမင်းခုနကကောရခတ္တိယကိုကြည်ပြီးတဲ့အခါဒါမှလောကမှာယဟနာဆိုတာဒါမျိုးပဲနေမှာပဲလို့မင်းတွေးတယ်မဟုတ်လားလို့ဆိုနော်သူစိတ်အကြံကိုမြတ်စွာဘုရားအဲ့လိုတွေးတာမဟုတ်လားလို့ဆိုဟုတ်ပါတယ်တဲ့အရှင်ဘုရားကတဲ့အရတ္တဖို့ကိုဝန်တိုးနေတာလားသူရတဲ့အရတ္တဖို့အရှင်ဘုရားရဲ့အရတ္တဖို့ကိုဝန်တိုးပြီးတော့သူလိုပုဂ္ဂိုလ်မျိုးမရစေချင်တာလားပေါ့မြတ်စွာဘုရားကိုပြန်ပက်တယ်သူကနော်အရတ္တတမစ္စရာယတိအရတ္တဖို့နဲ့ပတ်သက်ပြီးတော့အရှင်ဘုရားကဝန်တိုးတာလားအရှင်ဘုရားသာယဟနာဖြစ်ပြီးသူများယဟနာဖြစ်တာကိုမကြိုက်တာလားပေါ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကဘာပြောတော့ဆိုငါကဝန်တိုးလို့ပြောတာမဟုတ်ဘူးမင်းမှားရွေးနဲ့အမြင်တစ်ခုဖြစ်နေတာမင်းအဲ့ဒီအမြင်ကိုမစွန့်ဘူးဆိုလို့ရှိရင်မင်းဒုက္ခရောက်လိမ့်မယ်နော်အဲ့ဒီအမြင်ကိုမစွန့်ဘူးဆိုမင်းဒုက္ခရောက်လိမ့်မယ်တဲ့အဲ့ဒီကောရိခတ္တိယကြီးဟာကြည့်မင်းမကြဘူးတဲ့9ရက်မြောက်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေလိမ့်မယ်မြတ်စွာဘုရားနော်ခွေးလိုအစာစားနေတဲ့ကောင်ကြီးက9ရက်မြောက်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေမယ်တဲ့သူသေတဲ့အခါကျတော့ကာလကင်စိကဆိုတဲ့ပြိတ္တာအနှိမ်ဆုံးအောက်တန်းအချဆုံးပြိတ္တာဘဝအတုရကေဘဝကိုသူရောက်လိမ့်မယ်တဲ့သူ့အလောင်းကိုလည်းဗိရဏဋ္ဌာမဆိုတဲ့သုတ်တံမှာပြစ်လိုက်မယ်နော်အဲ့ဒီမှာချလိုက်မယ်တဲ့အကယ်၍မင်းမကျေနပ်ဘူးဆိုရင်သူ့ကိုသွားမေးရင်သူဖြေလိုက်မယ်သူဘယ်ဘဝရောက်နေတယ်ဆိုတော့မင်းသွားမေးလို့ရတယ်သွားမေးရင်ဖြေလိုက်မယ်မြတ်စွာဘုရားအတိအကျပြောလိုက်တဲ့အခါကျသူကမကျေနပ်ဘူးမကျေနပ်တဲ့အခါကျတော့ဘာလုပ်တော့ဆိုရင်အဲ့ဒီကောရိခတ္တိယစီသွားပြီးယဟန်ဂေါရမကမင်းကိုဒီလိုပြောတယ်9ရက်ပြည့်လို့ရှိရင်အစာမကြေတဲ့ယောဂနဲ့သေလိုက်မယ်တဲ့ပြောတယ်နော်သေပြီးလို့ရှိရင်ဗိရဏဋ္ဌာမသုတ်တံမှာပြစ်လိုက်မယ်နော်ကာလကင်စိကဆိုတဲ့အတုရာဖြစ်လိုက်မယ်ဗိရဏဋ္ဌာမသုတ်တံကိုပြစ်လိုက်မယ်ပြစ်ပြီးတဲ့အခါကျတော့မင်းကိုလာပြီးတော့ဂတိမေးရင်ပြောလိုက်မယ်ဆိုတဲ့အကြောင်းကိုငါ့ကိုအတိအကျပြောထားတယ်ဒီနေ့ကနေစပြီးမင်းစင်ချင်းစားသိမစားနဲ့ဟုတ်ကဲ့အစာရည်သာလျှော့9ရက်မြောက်ရင်သေမလို့ရဟန်းဂေါရမပြောနေတယ်မင်းကိုအစာမကြေယောဂနဲ့ဆိုအဲ့တော့ဒီနေ့ကနေစပြီးတော့ဟောလားအစာချမ်းနေမစားနဲ့အစာမကြေအောင်မစားနဲ့ပေါ့စားကြေအောင်ယူဆိုင်ဆိုဟိုကောင်ကြီးကလန့်ဖြန့်သွားခွေးလိုသာကျင့်တာသူလည်းကြောက်သေးတယ်လေ9ရက်မြောက်သေရမယ်ဆိုတဲ့ဟောစရန်ထွက်တော့သူကြောက်တာပေါ့အစာမကြေယောဂဖြစ်ပြီးသေမှလို့ကြောက်တဲ့အခါကျတော့အဲ့ဒီနေ့ကတည်းကသူမစားတော့သွားတွက်သူကရက်တွက်နေတယ်9ရက်မြောက်ရင်သေပဲဆိုတော့တွက်တာ1ရက်2ရက်3ရက်4ရက်5ရက်တွက်အဲ့ဒါဟိုကောင်ကြီးကလည်းအစာမစားရဲဘူး9ရက်တိဗိုက်စာနေ9ရက်မြောက်တဲ့နေ့ကျတော့တိကြည်ညိုတဲ့သူတကာကနေဝက်သားတွေချက်တာအရှင်ဘုရားပဲကြွနေတာတော့မတွေ့တာကြာပြီသူကဖိုးကနောက်ကြသွားအိတ်နေပုံရနော်ပြပုံနဲ့သွားအိတ်နေတယ်ဟိုကရှာလို့မရခွေးနေတယ်သူအစာမကြေယောဂနဲ့သေမှဆိုတော့ကြောက်ပြီးတော့အဲ့ဒီမှာတိတ်နေအဲ့တော့သူချီညိုတဲ့လူကဝက်သားတွေနဲ့အစာတွေကောင်းပြီဆိုတာတွေချက်လာပြီးတော့သူ့ကိုလာကျွေးတဲ့အခါကျတော့ကဲသူကသေလည်းမထူပါဘူးငတ်နေတာကြာပြီစာတော့ဆိုပြီးကျွေးတာတွေအကုန်စားပလိုက်တယ်အဲ့ဒီကြောင့်ဖြစ်ရပုံကတော့နော်အကျွေးတာတွေအကုန်စားပစ်လိုက်တဲ့အခါကျတော့အဲ့ဒီနေ့မှာအစာမကြေတဲ့ယောဂနဲ့ကြွရောက်ပြီဘုရားဟောတာမှန်သွားပြီလေအစာမကြေတဲ့ယောဂနဲ့သေသွားတယ်သေသွားပြီတဲ့ကောရခတ္တိယကြီးသေသွားပြီတဲ့ဆို
ဒါဖြင့်သူကပြောထားတယ်တခုတော့လွဲအောင်လုပ်အောင်မယ်ပေါ့သေတာတော့ဟုတ်ပြီတခုတော့မှန်သွားပြီကာလကစိကအတုရဘုံမှာဖြစ်မယ်ဆိုတာတော့ငါတို့မသိနိုင်ဘူးဗီရဏဓမ္မသုတ်တံကိုပြစ်မယ်ဆိုတာတော့အဲ့ဒီမရောက်အောင်တခြားသုတ်တံရွှေ့ပြရကြိုးစားတာကျိုးတွေနဲ့ဆွဲမပြီးသွားတာဘယ်လိုသွားလို့မှမရဘူးသူ့အလောင်းကောင်ကြီးကဗီရဏဓမ္မသုတ်တံရောက်တဲ့အခါဆွဲလို့မရတော့ဘူးကျိုးတွေပါပြက်ပြီးတော့အချိန်ကုန်သွားတဲ့အခါကျအဲ့ဒီသုတ်တံမှာပဲပြစ်ထားကြရတော့နော်ဘုရားဟောတာအစာမကြေတဲ့ယောဂနဲ့သေမယ်ဆိုတာ9ရက်မြောက်သေမယ်အစာမကြေတဲ့ယောဂနဲ့သေမယ်ဆိုတာအကုန်မှန်းနေတယ်ဗီရဏဓမ္မသုတ်တံမှာပြစ်လိုက်မယ်ဆိုတာလည်းမှန်းနေတယ်ကောရခတ္တိယဒီလိုမှန်းနေတာတွေကိုသူနဲ့ခတ်ကြီးကမယုံကြည်သေးဘူးသွားပြီးတော့မေးဦးမယ်ဆိုကောရခတ္တိယအလောင်းကြီးကိုသွားပြီးတော့ခေါင်းလေးပုတ်ကြောလေးပုတ်ပြီးတဲ့အခါအလောင်းကြီးကိုတကယ်ချင်းမင်းဘယ်ရောက်နေတာတော့သွားမေးတာဟိုကထပြီးတော့ပြောတယ်တဲ့သူကာလကင်စိကအတုရဘုံရောက်နေတယ်ဆိုတော့ကြောင့်ပြောပြီးတဲ့အခါကျတော့ပြန်ပြီးတော့လဲကျသွားတယ်တဲ့နော်အဲ့လိုလဲကျသွားတဲ့အခါကျတော့သူနဲ့ခကြီးကမြတ်စွာဘုရားစီလာတော့မြတ်စွာဘုရားကဘယ်လိုလဲကောရခတ္တိယနဲ့ငါပြောတာတွေကမှန်သလားမှားသလားဆိုအားလုံးမှန်ပါတယ်လို့ဝန်ခံမင်းစဉ်းစားကြည့်တဲ့ဒါဟာငါမင်းကိုတကူပြတာပဲမင်းကငါပြောခဲ့တယ်မဟုတ်လားတကူမပြဘူးလို့ဒါငါရဲ့တကူပြတာပဲမဟုတ်လားလို့ဆိုအဲ့ဒါလို့ပြောလဲနားမထောင်ဘူးတဲ့ထွက်ဖို့ပဲတကယ်ကဲလုံနေပြန်တယ်သူနဲ့ခတ္တရဟန်းအဲ့ဒီကနေပြီးတော့နောက်တစ်ခါဘယ်သူနဲ့သွားတွေ့တော့ဆိုဇာလန်တစ်ခုကတော့အစေလကလာရမတ္တကဆိုတဲ့တက်ဂရွန်တယောက်အကြောင်းနဲ့ပတ်သက်လာပြန်အဲ့ဒီအစေလဆိုတာအဝတ်မိုးတဲ့ကလာရမတ္တကလို့ခေါ်တဲ့တက်ဂရွန်တယောက်သူကဝေသာလီပြည်မှာဘုံတကိုးတွေအမတန်ကြီးတယ်နာမည်ကြီးတယ်နာမည်ကျော်တယ်ကြီးညိုတဲ့လူတွေအမတန်ပေါ်တယ်နော်ဘုံတကိုးကြီးတယ်ဘာကြောင့်ဘုံတကိုးကြီးနေတာတုံးလို့ဆိုတော့သူကအကျင့်9မျိုးကိုသူစောင့်တည်ထားတယ်သူစောင့်တည်တဲ့အကျင့်က9မျိုးရှိတယ်ပေါ့သူလိုက်နာကျင့်သုံးပြီးတော့အဋိဋ္ဌံပြီးတော့စောင့်တည်ထားတာသူရဲ့ကိုကျင့်သီလ9မျိုးပေါ့ဘာတုံးဆိုတော့အသက်ထက်ဆုံးတုံးလုံးနေမယ်အဝတ်မို့ဘူးဒါသူ့ရဲ့စောင့်တည်ချက်တစ်ခုပဲအသက်ထက်ဆုံးဝလိစလစ်ပဲနေမယ်ဘယ်တော့မှအဝတ်မို့ဘူးဒါတစ်ခုအသက်ထက်ဆုံးမြတ်သောအကျင့်ကိုကျင့်မယ်ဘယ်တော့အခါမှ sexual intercourse မလုပ်ဘူးဟောဒါတစ်ခုဒါတော့ကောင်းတာပဲသူကနော်ကောင်းတဲ့အကျင့်ပဲအသက်ထက်ဆုံးဗြဟ္မစာရီဘဝနဲ့နေမယ်တဲ့ဟောနောက်တစ်ခုကျတော့ဘာပြောတော့ဆိုတစ်သက်လုံးအရက်နဲ့အမဲသားစားမယ်အရက်တောက်ပြီးအမဲစားမယ်အသားနဲ့အရက်ပဲသမင်းငောင်းရေမတောက်ဘူးတဲ့သမင်းမစားဘူးတဲ့သူ့အချင်းကနော်တစ်သက်လုံးအရက်ပဲတောက်ပြီးတော့အသားနဲ့စားနေမယ်ဘယ်တော့မှသမင်းဟင်းမစားဘူးဒါသူ့ရဲ့အချင်းတစ်ခုပဲနော်လူတွေစားသလိုသမင်းဟင်းမစားဘူးတဲ့အရက်နဲ့ပဲနေမယ်ပေါ့ဒါတစ်ခုနောက်တစ်ခုကတော့ဝေသာလီပြည်ရဲ့ပတ်ဝန်းကျင်မှာနတ်ကွန်းတွေရှိတယ်မြို့မှာနတ်ကွန်းတွေအများကြီးရှိတော့ကနတ်ကိုးွယ်တဲ့နေရာတွေနတ်ကွန်းတွေကိုအဲ့ဒီခေတ်ကစေတိယလို့ခေါ်တယ်အရှိဘက်မှာဥဒေနာဆိုတဲ့စေတိယရှိတယ်တောင်ဘက်ကျတော့ဂေါရမကဆိုတဲ့စေတိယရှိတယ်အနောက်ဘက်ကျတော့တတ္တံဘဆိုတဲ့စေတိယရှိတယ်မြောက်ဘက်ကျတော့ဘဟုပုဒ္ဒဆိုတဲ့စေတိယရှိနတ်ကွန်းတွေပေါ့အဲ့တော့သူကကျင့်ဝတ်9မျိုးကိုစောင့်တည်တဲ့အခါမှာနောက်ကျင့်ဝတ်4မျိုးကဘာတော့ဆိုအရှိဘက်မှာတဲ့ဥဒေနနတ်ကွန်းတဲ့ဟိုဘက်ကိုဘယ်တော့မှမသွားဘူးဒီအတွင်းမှာပဲနေမယ်သူကသူနယ်ကန့်တတ်တာနော်ဟိုဘက်ကိုဘယ်တော့မှခရီးမထွက်ဘူးတဲ့တောင်ဘက်ကျတော့ဂေါရမကနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြော်ဘူးတဲ့ဒီအနောက်ဘက်ကျတော့တတ္တံဘနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြော်ဘူးမြောက်ဘက်ကျတော့ဘဟုဗုဒ္ဓနတ်ကွန်းရဲ့ဟိုဘက်ကိုဘယ်တော့မှမကြော်ဘူးဝေသာလီပြည်မှာပဲအမြဲနေမယ်ဆိုတဲ့ကျင့်ဝတ်9ပါးစောင့်တည်သည့်အတွက်ကြောင့်ဘုံကိုကြည်ပြီးတော့အဲ့ဒီမှာနာမည်ကျော်တယ်တဲ့သူက
အဲ့ဒီမှာမြတ်စွာဘုရားအေးမကြဘူးတဲ့နောက်9ရက်ပြည့်လို့ရှိရင်တဲ့ဒီအစိလာကလာရမတ္တကကြီးဟာကျင့်ဝတ်တွေလည်းအကုန်လုံးဖောက်ဖျက်ပြီးတော့ဝေသာလီပြည်ကနတ်ကွန်းတွေရဲ့ဟိုဘက်ရောက်ပြီးသူလည်းသိလိမ့်မယ်လို့ပြောတာအဲ့ဒီမှာသူရခတ္တမယုံဘူးမယုံလို့ကဲခတ်ကြည့်မကြပါဘူးသူကအရက်မူးမူးနဲ့နော်ဓမ္မစာရိယသိက္ခာပုဒ်ကိုလည်းဖောက်ပြန်လိုက်တယ်ဖောက်ဖျက်လိုက်တယ်နော်စာတော့ထမင်းနဲ့စားလိုက်တယ်အရှိပဲတောင်ပဲမြောက်ပဲဝေသာလီပြည်ရဲ့မြို့သူကန့်တတ်ထားတဲ့နယ်နိမိတ်တွေကိုလည်းကြော်ဖြတ်လိုက်တယ်ကြော်ဖြတ်ပြီးတော့အသက်သေဆုံးသွားတယ်ပေါ့မြတ်စွာဘုရားဟောထားတဲ့အတိုင်းအကုန်လုံးအတိအကျအကုန်ဖြစ်တယ်အကုန်တိကျဖြစ်တော့သူလက်ခလာတဲ့အခါမြတ်စွာဘုရားမေးတယ်ငါပြောထားတဲ့အစိလကလာရမတ္တကနဲ့ပတ်သက်တဲ့အဖြစ်ပြက်တွေရောမှန်သလားမှားသလားလို့ဆိုအရှင်ဘုရားဟောတဲ့အတိုင်းပဲအကုန်လုံးမှန်ပါတယ်ပေါ့အေးအဲ့ဒါဟာမင်းကငါတကိုးပြားတွေဟာပြတာပဲဆိုတာကိုမြတ်စွာဘုရားကနားချပြီးတော့ပြောတော့လေလက်မခံဘူးလက်မခံတော့နောက်ထပ်ဇလန်းတစ်ခုတခါဖြစ်ပြန်ပါဠိကပုဒ္ဒလို့ခေါ်တဲ့ပြပိုက်ကြီးပါဠိကပုဒ္ဒဆိုတဲ့အစိလကတဲ့ကရောကြီးကဝေသာလီမြို့ထဲမှာဘာတွေပြောတော့ဆိုရင်ငါလည်းပဲပညာတတ်တူပဲယဟန်ဂေါတမလည်းပညာတတ်တူပဲဟောအသိဉာဏ်နဲ့ပတ်သက်ပြီးတော့သူလည်းပညာရှိငါလည်းပညာရှိအဲ့တော့သူကနေပြီးတော့ခရီးတဝက်လာခဲ့ငါကလည်းသူ့စီကိုခရီးတဝက်နဲ့သွားမယ်နော်လမ်းခရီးတဝက်စီသူကလည်းငါးစီကိုတဝက်လာငါကလည်းသူ့စီကိုတဝက်သွားမယ်လမ်းမှာဆုံကြမယ်ဆုံပြီးတဲ့အခါမှာသူကတကိုးပြတွေဟာတစ်ခုပြရင်ငါနှစ်ခုပြသူနှစ်ခုပြရင်ငါလေးခုပြနှစ်နဲ့ကြီးပဲမြောက်ပြီးတော့သူလေးခုပြရင်ငါရှစ်ခုပြမယ်ဆိုပြီးတော့ပရိသတ်ထဲမှာကြွားကြွားဝါဝါတွေပြောထားတာရှိတယ်အဲ့ဒီလိုကြွားကြွားဝါဝါတွေပြောထားတဲ့အခါကျတော့သူနခတ္တကြီးကဟာဓမ္မတကယ်ဘုံတကူကြီးတဲ့တကယ်ယဟန္တာပုဂ္ဂိုလ်ကြီးပေါ့ယဟန်ဂေါရမနဲ့ဒီတခါတပွဲတလေတော့တွေ့ကြတော့မှာပေါ့ဆိုပြီးတော့အားလုံးဝေသာလီကလူတွေကလည်းစိတ်ဝင်စားကြတယ်အေးတကယ်တကိုးရှင်ကြီးနှစ်ဦးကဆုံရလိမ့်မယ်ဆုံတဲ့အခါတို့ပွဲကြီးပိဋကအနေနဲ့ကြည်ကြမယ်ဆိုပြီးတော့တစ်မျိုးလုံးကအုံကြက်ကြက်နဲ့ဖြစ်လာတဲ့အခါကျတော့အဲ့ဒီနေ့လည်းရောက်ရောမြတ်စွာဘုရားကဆွမ်းခံကြွမြို့ထဲမှာဆွမ်းခံကြွပြီးတဲ့ဆွမ်းမှာဖုံးမေးပြီးတဲ့အခါမြတ်စွာဘုရားကဘယ်ဟိုသွားတော့ဆိုအဲ့ဒီပါဠိကပုဒ္ဒနေတဲ့ကျောင်းကိုမြတ်စွာဘုရားကြွသွားပြီးအဲ့ဒီမှာသူကရောက်နေသူကတော့မြတ်စွာဘုရားသတင်းသုံးတဲ့စီမှာမရှိဘူးအပြင်ဘက်ကိုရောက်နေအဲ့ဒီအချိန်မှာခုနကမြတ်စွာဘုရားရောက်နေတဲ့သူ့ရဲ့ကျောင်းထဲမှာပရိသတ်ကြီးကဝေသာလီမြို့ကတော့လူတွေဟာအုံအုံကြက်ကြက်နဲ့ထွက်လာပြီးတော့တကိုးပြတာတွေကြည့်ဖို့ဆိုပြီးတော့ရောက်လာကြရောက်လာတဲ့အခါမြတ်စွာဘုရားကရှိတယ်သူကမရှိဘူးသူကအရှိဘက်ကိုထွက်သွားတယ်ဒါနဲ့သူ့ကိုလိုက်ခေါ်ကြအရင်တော့ပြောခဲ့တယ်မဟုတ်လားယဟန်ဂေါတမလာလို့ရှိရင်သူလာတဲ့ဘက်ကိုသူကခရီးတဝက်သူလာမယ်နှစ်ဦးဆုံကြမယ်တကိုးပြကြမယ်နဲ့ဆိုပြီးတော့ကြွားဝါပြောခဲ့တာအခုယဟန်ဂေါတမအရှင်ဘုရားရဲ့ကျောင်းထဲမှာရောက်နေပြီအရှင်ဘုရားလာတကိုးပြဖို့ဆိုပြီးတော့ခေါ်တာလာမယ်နဲ့ဘယ်တော့မှကိုမလာနိုင်တော့ဘူးမြတ်စွာဘုရားကသူတခတ္တကိုပြောတာအေးပါဠိကဗုဒ္ဓကြီးကဒီအပြောနဲ့ဒီစိတ်ဓာတ်ကိုမစွန့်သမျှမလွတ်သမျှငါစီဘယ်တော့မှမရောက်နိုင်ဘူးတဲ့အကယ်၍စွတ်ပေပြီးတော့တရားရောက်ကနေအတင်းပွေ့ချပြီးထမ်းလာလို့ရှိရင်သူခေါင်းတောင်ပြတ်ကျသွားလိမ့်မယ်ဒီအပြောနဲ့ဒီအတွေးကိုဒီအမြင်ကိုမစွန့်ဘူးဆိုရင်ငါ့ကိုဘယ်တော့မှရင်ဆိုင်တွေ့မှာမဟုတ်ဘူးတဲ့ရင်ဆိုင်တွေ့ရင်သူဒုက္ခရောက်လိမ့်မယ်မြတ်စွာဘုရားအဲ့ဒါလိုပြောတော့သူနှခကမယုံကြည်ဘူးအရှင်ဘုရားဘာလို့ဒီလိုတိတိကျကျပြောရတာတော့ရှင်ဘုရားပြောတဲ့စကားမှတ်ထားတော့တဲ့သူ့ကိုတပည့်တော်တို့ကခေါ်လာခဲ့မယ်တဲ့ရုပ်ပြက်ဆင်းပြက်အရှင်ဘုရားရှိရောက်လို့ရှင်အရှင်ဘုရားအရှုံးမယ်တဲ့အဲ့ဒါလောက်ထိအောင်ကိုသူကလည်းမကြည်မနက်နော်သူနှခပါဠိကဗုဒ္ဓကြီးကိုမရောက်အောင်ဘုရားရှိခေါ်လာမယ်မြတ်စွာဘုရားကလည်းမင်းတို့ခေါ်ချင်တိုင်းခေါ်ငါရှိဘယ်တော့မှမရောက်ရနိုင်ဘူး
ငါရှိဘယ်လိုမှမရောက်နိုင်ဘူးဆိုတာမြတ်စွာဘုရားအတိအကျဟောထားတယ်သူနခတ္တကမကြေမနတ်နဲ့ပြောတာအရှင်ဘုရားကသူ့စိတ်ကိုသိလို့လားသို့မဟုတ်အရှင်ဘုရားကိုနတ်တွေကနေပြီးတော့ပါဠိကဗုဒ္ဓကြီးဟာဒီအတွေးနဲ့ဒီအမြင်ကိုဒီစကားမျိုးကိုမစွန့်လွတ်ဖဲနဲ့ငါစီမလာနိုင်ဘူးလို့ဆိုတာကိုအရှင်ဘုရားကိုယ်တိုင်သိတာလားသို့မဟုတ်နတ်တွေကပြောတာလားဆိုငါကိုယ်တိုင်လည်းသိတယ်နတ်တွေကလည်းငါပြောတယ်တဲ့မကြာခင်ကမှကွယ်လွန်သွားတဲ့အာစိတဆိုတဲ့စစ်သူကြီးဝေသာလီကစစ်သူကြီးကနေပြီးတော့ငါ့ကိုလာပြောသွားတယ်သူကတာဝရိန္ဒနတ်ပြည်မှာဖြစ်နေတယ်မကြာခင်ကမှတည်သွားပြီတာဝရိန္ဒနတ်ဖြစ်နေတယ်သူကငါစီလာပြီးတော့အရှင်ဘုရားတဲ့ပါဠိကဗုဒ္ဓကြီးကလူယုံမာကြီးတဲ့နော်ရုပ်တိလာကြီးတပည့်တော်ကိုတောင်မှငရဲကြနေပြီလို့သူကပြောတာတဲ့တပည့်တော်ငရဲကြတာမဟုတ်ဘူးတဲ့တာဝရိန္ဒနတ်ပြည်မှာတဲ့တပည့်တော်နတ်ဖြစ်နေတာနဲ့ဆိုလာပြောတယ်မြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်အဲ့တော့သူ့ကိုသွားပြီးတော့ခေါ်ကြတာဘယ်လိုခေါ်လို့မှမရလာလည်းမလာနောက်ဆုံးကြတော့အလုံးကလက်လျှော့လူ3ယောက်လောက်ကနေပြီးတော့ကြိုးစားပြီးတော့သူ့ကိုခေါ်ကြတာဘယ်လိုခေါ်လို့မှမရဘုရားစီလာဖို့ခေါ်တော့သူကကြောက်ရွံ့ပြီးတော့ဘုရားလာတယ်လဲကြားရောထွက်သွားတာအဲ့ဒီတဲ့ပြန်ခေါ်လို့မရဘူးနောက်ဆုံးကြတော့မြတ်စွာဘုရားအဲ့ဒီပရိသတ်ကြီးကိုကိုပြတယ်ဘာပြတော့ဆိုတေဇောကတိုင်းကိုဝင်စားပြီးတော့ကောင်းကင်ကိုမြတ်စွာဘုရားသခင်ကိုရမြတ်ကြွသွားပြီအဲ့ဒီကနေပြီးတော့ခန္ဓာကိုယ်ကနေမိလျံတွေကိုလည်းပဲထန်း80လောက်မိလျံတွေကိုလွတ်ပြီးတော့မြတ်စွာဘုရားဟာကျောင်းတော်ကိုပြန်ကြွသွားလိုက်တယ်တကိုးပြပြီးတော့ကျောင်းတော်ကိုပြန်ကြွသွားကြွားထားတဲ့ပါဠိကဗုဒ္ဓကြီးကတော့ပေါ်မလာတော့ဘူးပေါ့နော်အဲ့လိုလောကသားတွေအတွက်မြတ်စွာဘုရားဟာအကျိုးစီးပွားကိုဆောင်ရွက်ပြီးတော့လုပ်ကင်ခဲ့ပေမဲ့လို့အခုလိုမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေဆိုတာပေါ်လာခဲ့ဘူးတယ်ဆိုတာကိုပိဋကစာပေမှာမှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာလောကသားတွေအတွက်ဆောင်ရွက်လုပ်ကင်ခဲ့တော်လည်းပဲလောကသားတို့ရဲ့စိတ်နေသဘောထားတွေဟာရင့်ကျက်မှုမရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုဆန့်ကျင်ဘက်တွေလုပ်ခဲ့ကြတာတွေကထင်ရှားတဲ့တာရကအနေနဲ့ဥနခတ္တဟာမြတ်စွာဘုရားကိုဆန့်ကျင်ပြီးနောက်ဆုံးမှာသာသနာပေါင်းကထွက်ခွာသွားသည့်ထိအောင်မြတ်စွာဘုရားကိုစွန့်ပယ်ပြီးထွက်ခွာသွားတာဘုရားကိုယ်တိုင်တားလို့တောင်မရတဲ့အနေအထားမျိုးထိအောင်မြတ်စွာဘုရားကိုစွန့်ပစ်ပြီးတော့ထွက်သွားတဲ့ပုဂ္ဂိုလ်တူဟာပေါ်ပေါက်ခဲ့ဘူးတယ်ဆိုတာကိုမှတ်တမ်းတင်ထားတဲ့အတိုင်းသိရှိနားလည်ကြပြီးသံဝေကယူကြဖို့ပေါ့နော်မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးတောင်မှဆန့်ကျင်ဘက်တွေရှိသေးတာပဲငါတို့လိုပုဂ္ဂိုလ်တွေဆန့်ကျင်မဲ့ရှိတာဘာထူးမလဲဘာဆန်းမလဲဒါကြောင့်မို့လောကရဲ့သဘာဝကိုသိရှိနားလည်ပြီးတော့လောကဓာတ်တွေနဲ့ပတ်သက်လာတဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ခြင်းခြောက်ခြားခြင်းမဖြစ်ဘဲနဲ့မြတ်စွာဘုရားကိုကြည်ညိုအားကြပြီးတော့မိမိတို့စိတ်ဓာတ်တွေကိုကြန့်ခိုင်အောင်ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း